ဒေဝဒုတသုတ်တံကိုတန်းစာဆင်းပြီးတော့ဟောကြားအပ်သည့်ငရဲအကြောင်းသိကောင်းစရာတဲ့ဗာတရားတဲ့လေဘုန်းကြီးတို့ဗုဒ္ဓဘာသာသူတော်စင်တွေငရဲနဲ့ပတ်သက်ပြီးတော့နိုင်ချွတ်စာလာပေလာအတိုင်းသိတဲ့ပုဂ္ဂိုလ်အလွန်ကိုနည်းပါတယ်ကြားဖို့နေတာတော့ရှိပါလိမ့်မယ်ငရဲကြီးရှစ်ထပ်တဲ့ငရဲဘယ်နဲ့ထပ်တယ်လဲအဲ့ဒီငရဲရှစ်ထပ်မှာငရဲကြသွားတဲ့လူတွေဟာဘယ်ပုံစံနဲ့ခံစားနေရတယ်ဆိုတာကိုခဏညဘုန်းကြီးငရဲရှစ်ထပ်ရဲ့အကြောင်းအရာကိုငရဲတပုံချင်းရဲ့ခံစားရပုံတွေကိုဘုန်းကြီးပြောမှဖြစ်ပါတယ်အဲ့ဒါဒေဝဒုဒသုတ်တံမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ဒီငရဲခန်းတွေကိုဟောထားတာရှိပါတယ်အဲ့တော့ခဏညအလုံးပေါ်လေတရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များဆရာတော်တန်ဃာတော်များလည်းပဲငရဲအကြောင်းဟာအလွန်ကိုအဟောနေပါတယ်အဲ့တော့ဘုန်းကြီးကဒီပြင်ဝိသုဇာကျောင်းတွေဟောမဲ့အစားဘုန်းကြီးတို့တရားဓမ္မတွေငရဲအကြောင်းကောင်းစွာသိထားရင်တော့ဖြင့်ငရဲရောက်ကြောင်းအကုသိုလ်တရားတွေကိုရှောင်ရှားနိုင်ကြပါစေလို့ဆိုတဲ့ဒီမေတ္တာဒီစေရနာဖြင့်ခဏညဘုန်းကြီးတို့ငရဲကြီးရှစ်ထအကြောင်းကိုဟောရအောင်ဘာကြောင့်ဟောမလဲငရဲအကြောင်းသိကောင်းစရာလို့အမည်ပေးထားတဲ့ဒေဝဒုဒသုတ်တံတရားဒေသနာဒီကနေ့ညဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသိမိတရားမနာကြားသိမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုရောမြတ်ကြီးကိုယောသေးသောလို့ချီးမိုးချေခိုး၍ဓမ္မသဘင်စတင်ပွားများရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ကိုချီပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားချီးကျူးခေါ်ရောပူဇော်အပ်တဲ့နမေကာရဘုရားရှင်ခိုးဖြင့်ဘုရားရှင်ခိုးပူဇော်၍ဓမ္မသဘင်စတင်ပွားများရအောင်နာကောယောမာရသင်္စေနဝံသောဝရတသာဂိယောနာဂဝန္တောဇီနောတေတောနာဂဝန္ဓမိဝန္တိကံယောဇီနော900သောမံစွဲကိုတွန်းပေကဟန္တာ၍အောင်မဲ့ခင်တယထာဖြင့်ကြွသွားပြီးခွင့်ကျင်တော်ဘုရားရှင်ကိုရောမြတ်ကြီးသည်မာရတေစေနာဟဲ့မငါဟုဖဲမညိုလဲ၍အောင်ပွဲရခြင်းထို့သောအကြောင်းရင်းကြောင့်နာကောတန္တရာညောပွဲကိုဆောင်းခဲ့တော်မမူတသုထိုဖုံးအများဆုံးလည်းဖြစ်တော်မူပါ၏အတ္တမံပွဲကိုတန်ဟဲ့တော်ဟဲ့မခေါ်နဲ့ဟုတကယ်ဟန္တာထိုရှင်တော်မြတ်ဘုရားကြီး၏ဝန်တော်အစဉ်အဆက်မပြည့်စအနွယ်တော်သည်ဝေရောပြိုင်လာသူတွေနောက်တွန်း၍ကြောက်ရွံ့ကသွေးဆူအောင်အလွန်လွန်ပင်ပွေးပြူမြင့်မြတ်တော်မူပေသောနာဂီယောဥက္ကကရေနေမြင့်နံယောသတုတာဂိန်အတံဗိဏခတ္တိယနွယ်ဘွားရှင်တစ်ပါးလည်းဖြစ်တော်မူပါ၏နာဂဝန္တောမြင့်မြတ်သောအနွယ်ဖြင့်စင်ကြယ်တန်ရှင်းမှန်ကင်းအောင်လံစောပုံလျံသည်သေထောလူပြည်မှစုံထောက်၍နတ်ဘုံမှအရောက်ရှာမြမဘုံတို့သွားတွေ့လိမ့်မည်မထင်သာပါဘူးအရှင်ဘုရားအမြတ်ဆုံးပါ၏နာဂံဘသူနဲ့ရှင်ဗမာပင်ကြည်အဓိပတိထိုဘုံအများဆုံးလည်းဖြစ်တော်မူပါပေထသောဝန်ဒီကံအမျိုးအနွယ်စင်ကြယ်တန့်ကုန်တော်ပြ၍ယေနံဘွေလူအေကျူတော်မူဟေထသောတန်စီနံဘယ်နေရာကမှအပြည့်မတင်အစသာအငြင်းစင်သည်ရှင်းချင်းထိုထမ်းထိုသဗ္ဗညုမြတ်စွာဘုရားကိုမေယတရားဟောတရားနာဆိုကြကုန်သောထိုများစွာငါခန္ဓာကိုသူငါသမုတ်အကျွန်ုပ်တို့သည်ဝနေဝန္ဒာမှာ
ကုံတော်ထုံမွန်းပုံတော်မှန်၍ချီးမွမ်းတော်ဗနာတရားယုကျိုးလက်စုံမိုးကရှေခိုးဦးညွတ်ကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားဆိုလိုက်ပါစัจ java လာအနန္တ၌လုံးစုံခန္တိတတ္တဝါတွေကိုမာတန်တံဘူပံဆွဲတဲ့ကိုစင်းရဲလဲကင်ပါစေဘေးရတန်တန်ရံခသိမ့်တို့ရှောင်းငါတိန်တို့ငြိမ်းပါစေစိတ်မာတန်တံဘူပံဆွဲတဲ့စိတ်စင်းရဲလဲကင်ပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြနိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့တံပါပေစัจ java လာအနန္တ၌လုံးစုံခသိမ့်နတ်မြမာတွေကိုမာတန်တံဘူပံဆွဲတဲ့ကိုစင်းရဲလဲကင်ပါစေဘေးရတန်တန်ရံခသိမ့်တို့ရှောင်းငါတိန်လို့ငြိမ်းပါစေစိတ်မာတန်တံဘူပံဆွဲတဲ့စိတ်စင်းရဲလဲကင်ပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြနိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားဘွားတဲ့တံပါပေသဗ္ဗိတိယောဝုဇန္တုသောကောရောဂောဝိနာတတုမာတေဘောတွန်တရာယဒုက္ခိတိကာယုကောဘဝသဗ္ဗိတိယောအလုံးစုံသောဘိက္ခုပယောဂအန္တရေဟုသမျှပေါင်းတို့သည်ဝေဝေဇန္တုရှောင်လွဲပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းရောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မဟာဘဝတုမကြမရောက်ကြပါစေကုန်လေဒုက္ခိတာကိုစိတ်နှပြကြမ်းမှချမ်းသာဝမ်းသာကြကုန်၏ဖြစ်၍ဒီကာယောဂသက်ရတံကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာသီတမေတ္တာပတ္ထနာများပြုပြီးတော့ဒီနေ့ညဓမ္မသဘင်တရားဝဲကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွင့်ပါတယ်လောက်ကလေးတွေအောက်ချထားပြီးတော့ရေရှည်ထိုင်နိုင်မဲ့ဣရိယာပုဂ္ဂိုလ်ပြင်ပြောင်းထိုင်လို့ဒီနေ့ညဘုန်းကြီးတို့ခေါ်မဲ့ငရဲအကြောင်းသိကောင်းစရာတဲ့ဗာတရားတဲ့လေဗျာဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေမနေ့မိုးလင်းဘုရားရှိခိုးတယ်တရားရှိခိုးတဲ့အခါကျတော့ဩဃာသနဲ့ကြော့သွားလိုက်တာကြောရသောအကျိုးအားကြောင့်ပြီးတဲ့အခါကျတော့ဟိုဘက်ကဆူတောင်းလေးတွေပါတယ်အာသလားမပါဘူးလားကြောကတော့အကျိုးအားကြောင့်ပြီးတော့ဘာဆူတောင်းလဲအပယ်လေးပါမရောက်ချင်ဘူးဟုတ်တယ်မို့လားနိဗ္ဗာန်ကိုဒါတိုင်းဆူမတောင်းသေးဘူးတောင်းသလားအပယ်လေးပါးကလည်းလွတ်ကျင်တယ်တဲ့ကတ်သုံးပါးနဲ့လည်းမတွေ့မကြုံကျင်ဘူးတဲ့ပယ်လေးပါးကတ်သုံးပါးနောက်ပြီးတော့ပါတယ်လေရပြည့်ရှိပါနောက်ပြီးတော့ဉာဏ်မျိုး၅ပါးနောက်ပြီးတော့ဝိပဿနာတရား၄ပါးနောက်ပြီးတော့အများကြီးပဲတောင်းသွားတဲ့ဆုတွေက
အဲ့ဒီထဲမှာအဦးဆုံးတောင်းလိုက်တဲ့စုဟာဘုန်းကြီးတို့ပြေးလိုက်အပယ်လေးပါးတဲ့ဗါတဲ့လေပယ်လေးပါးကိုမရောက်ချင်ဘူးဟုတ်တယ်မဟုတ်လားပယ်လေးပါးကိုမရောက်ပြရစေနဲ့ဆိုတော့အပယ်ဆိုတာဘာတုံးဆိုတာကိုဘုန်းကြီးတို့ပြေးတာပေါင်းတော်ကောင်းတို့ရှေးဥစွာသိဖို့လိုတယ်အဲ့တော့အပယ်ဆိုတဲ့စကားဟာမြန်မာစကားမဟုတ်ဘူးပြေးတာပါဠိစကားဘာစကားလဲပါဠိစကားကနေဆင်းသက်လာတာအပြည့်စုံပြောရင်အပါယဗါတယ်လေပြောအပါယဆိုတဲ့ပါဠိစကားကိုမြန်မာစကားနဲ့ဖလှယ်ပြီးတော့အပယ်လို့ဒီလိုသုံးနေတာအဲ့တော့အပါယဆိုတဲ့စကားကိုလည်းထပ်ပြီးတော့ပြိလို့ပြေးတိုင်းခွဲထုတ်လိုက်လို့ရတယ်တဲ့အပနဲ့အာယဘာနဲ့လဲအပနဲ့အာယကိုနှလုံးပေါင်းပြီးတော့ပါဠိစလုံးနှလုံးပုံပေါင်းပြီးတော့အပယ်လို့ဒီလိုသုံးတာအပအာယပါတယ်လေအဲ့ဒါလေးဘုန်းကြီးနားလေးအောင်ဥပမာတစ်ခုထပ်ပေးမယ်ဘုန်းကြီးတို့လောကထဲမှာပြောနေတဲ့စကားရှိပါတယ်ဟေးဘယ်သွားမလို့တော့လူမမာသွားကြည့်မလို့ပါတယ်လေအေးလူမမာဆိုတာစကားနှလုံးပေါင်းတာလူမမာဆိုတာစကားနှလုံးပေါင်းတာစကားဘယ်နှလုံးပေါင်းလဲလူရတစ်လုံးမမာတာကတစ်လုံးဟုတ်တယ်မဟုတ်လားအဲ့ဒီနှလုံးကိုပေါင်းပြီးတော့တွဲခေါ်လိုက်တော့ဗါတယ်လေလူမမာတဲ့ဗါတယ်လေလူဆိုတာကစလုံးတစ်လုံးမမာတာကစလုံးတစ်လုံးဟုတ်တယ်မဟုတ်လားအဲ့ဒီနှလုံးကိုပေါင်းပြီးတော့ပြောလိုက်တော့တခွန်းနဲ့ထွက်လာတယ်ဗါတယ်လေလူမမာတဲ့ဒီတိုင်းပဲအပအာယဆိုတဲ့ပါဠိစလုံးနှလုံးကိုပေါင်းပြီးတော့မှဘိန်းတို့ပြေးတိုင်းအပါယဖြစ်လာတာဘာဖြစ်လာတာလဲအပါယကိုမြန်မာလိုပြန်တော့အပေတဲ့အပါယကိုမြန်မာလိုပြန်တော့ဗါတယ်လေအပေဆိုတာဘာလို့ဆိုတိဝိဒတံပါတိယောအယံတိဂေသန္တိပဝတန္တိဧတေနာတိအယောဧတေနာဤကုသိုလ်ဖြင့်တိဝိဒတံပါတိယောလူနာနိဗ္ဗာန်သုံးနံသောချမ်းသာတို့ကိုအယံတိဂေသန္တိပဝတန္တိဖြစ်စေတတ်ကုန်၏ဣတိထို့ကြောင့်ဣတိထို့ကြောင့်ဣတိဤသို့လူနာနိဗ္ဗာန်သုံးနံသောချမ်းသာကိုရကြောင်းရောက်ကြောင်းဖြစ်စေတတ်သောကြောင့်အယောအယမီဤလိုတထဗံကောင်းစွာမသွေမတ္တထိုက်ပါပေတော်တည်းအယဆိုတဲ့ပါဠိစလုံးကိုမြန်မာလိုအဖြောင့်ပြန်လိုက်လို့ရှိရင်လူနာနိဗ္ဗာန်သုံးတန်သောချမ်းသာတို့ကိုရစေတတ်ရောက်စေတတ်သောကုသိုလ်အရာကိုကုသိုလ်လို့မှတ်လိုက်အရာကိုပါလဲအပနဲ့တွဲလိုက်တဲ့အခါကျတော့အရာတော်အပကတော်အပါယောတဲ့အပဆိုတဲ့စကားကကင်းတာအပဆိုတဲ့စကားကပါလဲလေခုနတော့ကကုသိုလ်နဲ့ပြန်တွဲရင်ကုသိုလ်ကင်းတာဗါတယ်လေကုသိုလ်ကင်းတာတဲ့ကုသိုလ်ကောင်းမှုလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာဒုက္ခကိုရကြောင်းကုသိုလ်ကောင်းမှုမရှိတဲ့အရာကိုအပယ်တဲ့လူနာနိဗ္ဗာန်သုံးတန်သောချမ်းသာရကြောင်းကုသိုလ်ကောင်းမှုလောက်ခွင့်မရှိသောအရာကိုဘာလို့ခေါ်လဲအဲ့ဒါလေးမှတ်ထားနေအပယ်ကြလိမ့်မယ်နော်အပယ်ကြလိမ့်မယ်နော်ဆိုတာအပယ်ဆိုတာဘာတော့လို့ဆိုရင်ကုသိုလ်လုံးခွင့်မရှိသောအရာကိုဘာလို့ခေါ်လဲအပယ်လို့ခေါ်တယ်အဲဒီတော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကုသိုလ်ကောင်းမှုလုံးဝမရနိုင်ဘူးလားလို့ဆိုရင်တော့တခါကြလို့ရှိရင်နဲ့ဘုရားယဟန္တာပြည့်စေကဗုဒ္ဓတွေနဲ့ဆုံရင်ကြုံရင်တော့ကုသိုလ်ကောင်းမှုကိုနည်းနည်းပါးပါးရတယ်တဲ့နည်းနည်းပါးပါးရတယ်ဆိုတာဘုန်းကြီးတို့ပြည်သားဝေးသွားမကြည့်နဲ့ဘုန်းကြီးတို့မြတ်စွာဘုရားတရားဟောနေတယ်ရေခံပေါ်တက်လာပြီးတော့ဖားလေးတစ်ကောင်ဘုရားရဲ့အတန်တော်ကိုနားထောင်နေတာပါဠိစလုံးတွေဘာတွေနားမလဲဘူးအတန်ကိုကြည်ညိုနေတာဘာကိုကြည်ညိုနေတာလဲအဲ့ဒီချိန်မှာနွားเจ้าသားကဖားဘောကိုဒုံနဲ့သွားထောက်တာဖားသေးရောသေလဲသေရောအဲ့ဒီဖားဆိုတာတိရစ္ဆာန်ပဲဖားဆိုတာဘာလဲတိရစ္ဆာန်ဆိုတာအပေပုံထဲမှာပါသလားမပါဘူးလားဒါပေမဲ့လို့အဲ့ဒီဖားတိရစ္ဆာန်လေးဟာဘုန်းကြီးတို့ပြည်သားရဲ့မြတ်စွာဘုရားရဲ့အတန်တော်ကိုကြည်ညိုတဲ့စိတ်နဲ့နတ်ပြည်မှာမန္ဒုကဒေဝပုဒ္ဒနတ်သားတဲ့ဖားနတ်သားဆိုပြီးတော့သွားဖြစ်တာနတ်သားသွားဖြစ်တာဘာသားဖြစ်တာ
ha tengah dari pathan yo ni lai ngui dia mah lai ngui amo mah boyo bidai leno ni deh bari le leno akau ngaya leno balau le ngaya do leno dari tengah dari pathan yo ni deh atangu jadi ado eri mah leno ni tile tiyo boyo bidai ku kolam mah biasa kolam ya leteh do yau deh kaja do Sendari Buddha ya debe tangari lapsi jare. Abi dema patanya ni hore kama sendari Buddha ya debe tari lapsi jare. Tangangaya leno dah bawa galara. Vega lara deh. Leno dah ngaya bawa galara. Eri luro teka paya yahana bibika Buddha dene soyeno kudu nene baba yara do shiba deh. Tapi melu boyo bidai. Abe bundu abe bunare ya kudo garo kini bare kudo lokhe mushi ba bu de ke kaw mi ai lo bwin do piyatha paung tu ro kaung do ko bwin pyo chin na ga abe 4 bung shi de abe be ne bung le ke abe 4 bung ko bwin do piyatha paung tu ro kaung do be lo ja bu de le ke ko ja bu de tain pyo tan abe 4 bung be ya sa ngaye pi do ba le pi do atu de ke along ya ni da ai di tain meဟုတ်တယ်မို့လားငရဲတလိ္ဆာဒိဋ္ဌအတုရကအလုံးဖြည့်သားမှာငရဲအဲ့ဒါဘုန်းကြီးတို့ရနေတာနှုတ်ကြိုးနေတာအဲ့ဒီတိုင်းပဲဟုတ်တယ်မို့လားဒါပေမဲ့ဘေးတိုင်းအဲ့ဒီတိုင်းမဟုတ်ဘူးအစဉ်ကတလိ္ဆာဘယ်ကစလဲဒိဋ္ဌံပြီးတော့ပိဋ္ဌာဒိဋ္ဌံပြီးတော့ဗာလဲပိဋ္ဌာပြီးတော့အတုရကပိဋ္ဌာပြီးတော့ဗာလဲအတုရကပြီးတော့မှငရဲအတူတကယ်ပြီးတော့မှအဲ့ဒါအစဉ်တိုင်းသွားတာအဲ့ဒီတိုင်းသွားမှာအဲ့ဒီထဲမှာအချင်းရဲဆုံးဟာငရဲအစင်းရဲဆုံးဟာဘာလဲသူ့ထက်နည်းနည်းလေးတက်တာဆင်းရဲဒုက္ခတက်တာအတူတကယ်သူ့ထက်နည်းနည်းလေးဆင်းရဲဒုက္ခတက်တာပိဋ္ဌာသူ့ထက်နည်းနည်းဆင်းရဲဒုက္ခတက်တာတိလိ္ဆာကစဘယ်ဟာစငရဲမှာခံနေရတဲ့ငရဲသူငရဲသားတွေတဲ့စားရင်အပယ် 4 ပုံသားစင်းထဲမှာပါတဲ့တိလိ္ဆာတွေကဒုက္ခနည်းနည်းသက်သာတယ်တဲ့ဒုက္ခအကြီးဆုံးကငရဲပဲပရိသတ်ရဲ့ဒုက္ခအကြီးဆုံးကပါအဲ့ဒီငရဲရဲ့ဒုက္ခကြီးပုံတွေကိုမြတ်စွာဘုရားတော်မှာဟောပြောလို့မကုန်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့ငရဲရောက်ဖို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့ငရဲကိုရောက်သွားတယ်ဆိုလို့ရှိရင်အလွန်ကိုကြောက်เสียကောင်းတယ်ကောင်းသလားမကောင်းဘူးလားကောင်းတယ်မကောင်းဘူးဆိုတာငရဲခန်းနေတခန်းချင်းဘုန်းကြီးရှင်းပြပါမယ်နာပြီးတော့မှကိုယ့်အကိုဆုံးပြချက်ချဟာဒီငရဲဘုန်းကြီးတဲကြောက်เสียကောင်းတာပဲလို့တိုင်းဆိုလိုက်စမ်းပါကြောက်เสียဟူသမျှသူကထိတ်ခေါင်အပယ် 4 မျိုးအဆိုးရှိဆောင်ဆင်းရဲဒုက္ခလုံးဝကုန်အောင်မြတ်ရှင်သောဟောပြောမကုန်ပါဘူးကြောက်စရာဟူသည်မြတ်သူကထိတ်ခေါင်အပယ် 4 မျိုးအဆိုးရှိဆောင်ဆင်းရဲဒုက္ခလုံးဝကုန်အောင်မြတ်ရှင်သောဟောပြောမကုန်ပါဘူးအရေးတကားအရေးပဲရေးကိုပင်အကြီးဆုံးလဲဝေခွဲဆင်ញင်အပါယဘေးအရေးသာလျင်အကြီးဆုံးအလုံးမစေခြင်းအရေးတကားအရေးပဲရေးကြည်တယ်အပါယဘေးဝေးရေးကြည်တယ်အဲ့ဒီဘေးကဝေးရအောင်ကွယ်အရိယာဖြစ်အားသေးခြင်းရမယ်အပေတခါကြပြန်ရခဲ့တယ်အပေမလဲတဝဲလဲပြန်ရောက်လာလဲလူခဲခတ်ကွယ်ရုပ်ဉာဏ်ဆိုကြံယိုကံကုန်တယ်တ
အပေကိုတစ်ခါကြသွားပြီဆိုရင်ပြန်တက်လာဖို့မလွယ်ဘူးတဲ့အပေဒုက္ခကအလွန်လုံးကိုကြီးပါတယ်ဒါကြောင့်အရေးတကအရေးထဲမှာဘေးတတ်တယ်ဘယ်အရေးကြီးတော့ဆိုရင်အပေမကြဖို့အရေးကြီးတယ်။ဘာအရေးကြီးလဲ။ရောက်သွားပြီဆိုရင်ပြန်တက်လာဖို့မလွယ်တော့ဘူးတဲ့။ဘာဖြစ်လို့မလွယ်တာတော့ဆိုရင်ငရဲခံနေတခမ်းပြီးတခမ်းပြောင်းပြီးတော့ခံရလို့တဲ့။ကိုင်းအဲ့ဒီတော့ဘုန်းကြီးတို့ပြေးတာပေါင်းသူတော်ကောင်းတို့ကိုငရဲအကြောင်းပြောမယ်။ဘုန်းကြီးတို့စာပေမှာတော့ငရဲလို့မပြောဘူးနိရယတဲ့။ဗါတဲ့လေ။နိရယနာငယ်လုံးတင်နိရကောက်ဟိုဘက်ကရပလက်နိရယနိရယကိုမြန်မာပြန်တော့ငရဲတဲ့။နိရယကိုမြန်မာပြန်တော့ဗါတဲ့လေ။နတ္ထိအယောဣထာတိနိရယောဣထာဤဘုံမှာအယောချမ်းသာသည်နတ္ထိမရှိဘူးဣတိထိုသို့ချမ်းသာမရှိခြင်းကြောင့်နိရယောနိရယမိဝါငရဲမိတယ်လို့တထဗံကောင်းစွာမသွေမသာထိုက်ပါပေမည်တကားဘာဖြစ်လို့ငရဲလို့ခေါ်တာတော့ဆိုရင်ချမ်းသာဒုက္ခဘာတစ်ခုမှမရှိလို့ချမ်းသာဒုက္ခဘာတစ်ခုမှမရှိတဲ့ဘုံကိုဘာလို့ခေါ်တယ်ငရဲလို့ခေါ်တယ်ဆိုလိုက်ပါချမ်းသာဒုက္ခမရှိပါခေါ်ရငရဲပါချမ်းသာဒုက္ခမရှိပါခေါ်ရငရဲပါချမ်းသာမှုဆိုတာဘာတစ်ခုမှမရှိဘူးကိုချမ်းသာခြင်းလည်းမရှိဘူးစိတ်ချမ်းသာခြင်းလည်းမရှိဘူးကိုယ်ကောစိတ်ရောနှမျိုးလုံးဒုက္ခဒုက္ခတွေရောက်နေတဲ့ဘုံကိုငရဲဘုံတဲ့ကဲပရိသတ်တွေငရဲဘုံအကြောင်းပြောတော့ငရဲ၈ထရှိတယ်ငရဲဘယ်နှထတယ်လဲရန်ကုန်မြို့တွေမှာလူတွေအထတိုက်တွေနဲ့နေတာလေကိုယ့်ကိုမျက်စိနဲ့လှမ်းမြင်အောင်ကြည့်ထားလိုက်အဲ့ဒီလိုအထတွေနဲ့ပါလားလို့ငရဲဘုံကအဲ့တော့ငရဲကြီး၈ထနံပါတ်1ငရဲကသိမ့်ဆိုးငရဲတဲ့ဘာငရဲတဲ့လဲနံပါတ်2ကကာလသုတ်တဲ့နံပါတ်2ကဘာတဲ့လဲနံပါတ်3ကသံဃာတငရဲနံပါတ်3ကဘာတဲ့လဲနံပါတ်4ကရောရူဝငရဲတဲ့နံပါတ်4ကနံပါတ်5ကမဟာရောရူဝနံပါတ်5ကနံပါတ်6ကတာပါဏတဲ့နံပါတ်6ကဘာတဲ့လဲနံပါတ်9ကမဟာတာပါဏနံပါတ်9ကနံပါတ်10ကအဝီဇိတဲ့နံပါတ်10ကဘာတဲ့လဲငရဲကြီးဘယ်နှထငရဲကြီး၈ထကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အစဉ်တိုင်းမှတ်ပါနံပါတ်1သိမ့်ဆိုးငရဲကစမယ်ဘယ်ငရဲကစအဲ့ဒီတော့ဘုန်းကြီးတို့ငရဲ၈ထကိုတထချင်းကိုမျက်စိနဲ့မြင်အောင်ကြည့်လိုက်အထလိုက်လေးတွေကြည့်အဲ့ဒီငရဲ၈ထမှာလည်းပဲတထလျင်တဲ့ငရဲတထမှာအရှိအနောက်တောင်မြောက်အရ၄မျက်နှာရှိတယ်အရဘယ်နှမျက်နှာကဲဘုန်းကြီးတို့ပြည်သားကပြောရတာခက်ပါတယ်ကဲကျွန်းတစ်တာကြီးကြည့်လိုက်၄တောက်ကျွန်းတစ်တာကြီးအဲ့ဒီကျွန်းတစ်တာကြီးကိုငရဲဘုံလို့ကြည့်လိုက်သိန်းဆိုးငရဲဘာငရဲလဲအဲ့၄မျက်နှာရှိတဲ့ကျွန်းတစ်တာကြီးရဲ့အရှိဘက်မျက်နှာအနောက်ဘက်မျက်နှာတောင်ဘက်မျက်နှာမြောက်ဘက်မျက်နှာ၄မျက်နှာမှာလည်းပဲငရဲငယ်လေးတွေ၅ခုစီရှိတယ်တဲ့ငရဲငယ်တွေဘယ်နှခုရှိလဲတမျက်နှာလည်းအထလိုက်ငရဲဘုံလေးတွေ၅ဘုံရှိသေးတယ်တဲ့ဘာငရဲတွေတော့ဆိုဘင်ဘုတ်ငရဲတဲ့ဘာငရဲတဲ့လဲနောက်တက်ကနံပါတ်2ကပြာဘူးငရဲတဲ့ဘာငရဲတဲ့နံပါတ်3ကလက်ပံတော်ငရဲတဲ့နံပါတ်3ကနံပါတ်4ကတန်လျက်ရွက်တော်ငရဲတဲ့နံပါတ်4ပြောနံပါတ်5ကကျိန်ပိုက်ချောင်းငရဲတဲ့ဘာငရဲတဲ့လဲတမျက်နှာလည်းငရဲငယ်5ခုရှိတယ်တမျက်နှာလည်း4မျက်နှာဆိုတော့5လေးလီကဲငရဲတထမှာငရဲအငယ်လေးတွေ20ရှိတယ်တဲ့ငရဲကြီးတဲ့ငရဲလေးတဲ့ဘုန်းကြီးတို့လူတွေနောက်ပြီးတော့ပြောတဲ့စကားရှိပါတယ်ဟဲငရဲကြီးလိမ့်မယ်ဆိုအိုးငရဲကြီးရင်ငရဲလေးနိုင်တယ်တဲ့မပြောဘူးလားအဲ့ဒီပြောတာမကြားဘူးလားငရဲကြီးရင်ပါတယ်လေ
ငရဲလေးတွေလည်းရှိတယ်ပိဋကတွေငရဲခံရမဲ့ဘုံ9ဘုံစီရှိတယ်9ဓာတ်ရှိတယ်အဲ့တော့တထမှာ20တထမှာဘယ်လောက်လဲ8ထမှာဆိုတော့ငရဲအငယ်ဘယ်လောက်ရှိလဲ160ဘယ်လောက်ရှိလဲကြည်စံငရဲရောက်သွားပြီဆိုရင်ပြန်တက်လာဖို့မလွယ်ဘူးဆိုတာအဲ့ဒါပဲလှည့်ပြီးခံနေရတာအဲ့ဒီမှာဘုန်းကြီးတို့ပိဋကတွေပြန်ရှင်းသားကြည့်အဲ့တော့ဒီငရဲဘုံတွေမှာဘုန်းကြီးတို့ပိဋကတမျက်နှာလည်း5ခုဆိုတော့အားလုံး8ထပ်မှာဆိုလို့ချင်း160မရှိဘူးလားအဲ့ဒီ160ရှိတဲ့ငရဲထပ်တွေကိုမှတ်ပြီးပြီဆိုရင်ဘုန်းကြီးတို့ပိဋကကိုပြောပြတစ်ခုရှိသေးတယ်အဲ့ဒါကဘာတုံးဆိုတော့တို့ဘုန်းကြီးတွေတရားဟောပြီးလို့ရေသက်ချတဲ့အခါမှာအမျှဝေတဲ့ထဲမှာလူတို့တနင်းပြည့်ရှင်မင်းနတ်တို့တနင်းတရားမင်းကြားဘူးလားငရဲတနင်းပါတယ်လေယမမင်းဗာမင်းလည်းပိဋကပြောသားမှာပိဋကလောက်အများကြီးတော့ဘယ်နဲ့တန်တိုးနေလဲငရဲအကြောင်းပြောလို့ကြောက်နေလားမသိဘူးတို့ဟမ်လူတို့တည်းပြည့်ရှင်မင်းနတ်တို့တည်းငရဲတည်းယမမင်းဟာဘယ်မှာနေတယ်လဲဒါလည်းသိတယ်လားမသိသေးဘူးလားယမမင်းဟာတဲ့ငရဲကြီး8ထပ်မှာလုံးဝမရှိဘူးတဲ့ငရဲကြီးမှာယမမင်းမရှိဘူးယမမင်းနေတာငရဲလေးမှာယမမင်းဘာမှနေလဲယမမင်းဆိုတာဘုန်းကြီးတို့ပြတဲ့စတုမဟာရနတ်ထဲမှာပါတဲ့ဝေမာနိကပိဋ္ဌမင်းကြီးပဲတဲ့ယမမင်းကြီးဆိုတာအဲ့ဒီယမမင်းကြီးဟာဘုန်းကြီးတို့ပြတဲ့မင်းကောင်းမင်းမြတ်တဲ့ယမမင်းဆိုလို့မင်းဆိုတော့သွားမတတ်မှတ်နေတဲ့ယမမင်းဟာစိတ်ထားအလွန်ကောင်းနေတဲ့ယမမင်းဟာဗါတဲ့လေစိတ်ထားအလွန်ကောင်းတယ်ယမမင်းရှိကိုရောက်သွားတဲ့လူဟာငရဲခံရမဲ့လူဟာဘယ်လိုလူမျိုးလုံးဆိုရင်ကုသိုလ်အကုသိုလ်ရောနေတဲ့လူတဲ့ဘယ်လိုလူမျိုးလဲကုသိုလ်တော်တော်လဲလှုပ်လိုက်တာပဲအကုသိုလ်တော်တော်လဲချလိုက်တာပဲအဲ့ဒီလိုကုသိုလ်အကုသိုလ်နှမျိုးရောနေသောလူတွေကလည်းယမမင်းကြီးနဲ့သွားတွေ့ရတယ်တဲ့ဆိုတော့ယမမင်းကြီးရောက်သွားဘွားကနေသွားလူဘဝနဲ့သွားရောက်သွားတဲ့အခါကျတော့ယမမင်းကြီးကပြောတယ်ဟဲ့ကောင်မင်းလူဘဝတုန်းကကုသိုလ်ကောင်းမှုလုပ်သလားယမမင်းကမေးတဲ့အခါကျတော့ဒီကောင်ကကုသိုလ်ကိုသတိမရအောင်မရတဲ့အခါကျတော့ယမမင်းကြီးခင်ဗျာကျွန်တော်ကုသိုလ်မလုပ်ပါဘူးမဟုတ်သေးပါဘူးကွာမင်းပြန်စဉ်းစားပါဦးမင်းကုသိုလ်ကောင်းမှုလုပ်တုန်းကငါ့ကိုရေသေးချတုန်းကအမျှဝေတယ်လေကွာငရဲတနေယမမင်းငါ့ကိုအမျှတွေဝေထားတယ်မင်းငါကုသိုလ်ကောင်းမှုငါတာရုခေါ်ရတာရှိတယ်မင်းစဉ်းစားပါဦးကွာယမမင်းကကုသိုလ်ကိုအစဖော်ပေးတယ်တဲ့ယမမင်းကကုသိုလ်ကိုပါတယ်လေအစဖော်ပေးတယ်ဘုန်းကြီးပြေးတာဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာနော်စိတ်ပါလက်ပါမှတ်မှတ်ရရလုပ်ပါဖြစ်ကြတာဆံမလုပ်ပါနဲ့ဘာကုသိုလ်ကိုပဲလုပ်လို့နောက်ဆုံးကုံကုံပြောမယ်ပတ်စံမကုံရတဲ့ကုသိုလ်ဘုရားရှိခိုးတာပတ်စံကုံလားကုသိုလ်ရလားမရဘူးလားဘုရားရှိခိုးရင်စိတ်ပါလက်ပါရှိခိုးဘုရားရှိခိုးရင်ပါတယ်လေလောက်ကြီးကခြိတာပြီးတော့အိမ်ငိုင်ပြီးတော့ဩငါတဲ့အိမ်ငိုင်လေအဲ့ဒါစိတ်မပါဘူးအဲ့ဒီကုသိုလ်မမှတ်မိတော့ဘူးမှတ်မိပါမလားဘုရားရှိခိုးတာတို့တရားနာတာတို့ဥပုသ်စောက်တာတို့ဘာကုသိုလ်ကောင်းမှုကိုပဲလုံးလို့ဘုန်းကြီးတို့ပြေးတိုင်းကုသိုလ်လုံးရင်မလုံးချင်နဲ့လုံးရမှာလားစိတ်ပါလက်ပါလုံးရမှာလားစိတ်ပါလက်ပါမှတ်မှရကိုလုံးတဲ့ကုသိုလ်ကောင်းမှုကိုလည်းမကြသတိတရားရှိနေရမယ်တဲ့ကုသိုလ်လုပ်ပြီးပြီဆိုရင်ပြစ္ဆလက်ခမထားရဘူးကုသိုလ်ကိုမကြနှလုံးသွင်းရတယ်ဒါမှဇမမင်းကအစဖော်တဲ့အခါကျတော့မှဘုန်းကြီးတို့ပြေးတဲ့ကုသိုလ်ကိုသတိရတာမင်းသားတွေစီပြုတယ်လေကွာအဲ့ဒီတော့ကမင်းငါတော့အမျှဝေတယ်အဲ့ဒီတော့မှဟုတ်တယ်ခင်ဗျာဇမမင်းကျွန်တော်မှတ်မိပါတယ်ဆိုကဲမှတ်မိပါတယ်ဆိုရင်မင်းကုသိုလ်မင်းအာယုံပြန်ပြုအာယုံပြုပါပြီသွားမင်းသုခတိဘုံဇမမင်းကအဲ့ဒီမှာဘုန်းကြီးတို့ပြေးတဲ့အမတန်စိတ်ကောင်းရှိတယ်တဲ့ဇမမင်းကြီးကကုသိုလ်ကိုအစဖော်ပေးတာအဲ့ဒီလိုယမမင်းကြီးကိုယ်တိုင်ကကုသိုလ်ကိုအစဖော်ပေးလို့ဘာကုသိုလ်ကမှသတိမရတော့ဘူးဆိုရင်တော့ယမမင်းလည်းမတတ်နိုင်တော့ဘူးတတ်နိုင်လားမတတ်နိုင်တော့ယမမင်းကြီးကကိုင်မင်းနဲ့ထိုက်တဲ့ငရဲသွားပြီတော့တဲ့ဆိုတော့ငရဲထိန်းနေလက်ထဲကိုအပ်တယ်တဲ့ဘယ်သူလက်ထဲအပ်လဲယမတော်ယမကတဲ့ဗါတယ်လေပြောယမတော်ယမကဆိုတဲ့ငရဲထိန်းကြီးတွေနတ်ဘလူးကြီးတွေ
ဘာတွေလဲပရိသတ်အဲ့ဒါလက်မောင်းတစ်ဖက်ကလာဆွဲတာဒီဘက်ကရမယ်တော့ဟိုဘက်ကရမယ်ကအဲ့ဒါတွေမှတ်ထားရမယ်တော့ရမယ်ကငရဲတင်းကြီးတွေလည်းတက်တက်တက်ခေါ်သွားတော့ကွာသူနဲ့ထိုက်တဲ့ဘုံနာအဲ့ဒါသွားပို့လိုက်ကြတော့ဆိုတော့အဲ့ဒီတော့မှကလန်နဲ့ပါသွားတာပရိသတ်ရေအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များငရဲကိုရောက်သွားတယ်ဆိုတာအဲ့ဒါတွေပြောနေတာအကုသိုလ်ကံသိကြီးမားတဲ့လူတွေကတော့ယမမင်းနဲ့လုံးဝတွေ့ခွင့်မရှိဘူးလုံးဝမတွေ့ရဘူးဘယ်ကိုတန်းသွားရတော့ဆိုရင်ငရဲရှစ်ထပ်အဲ့ဒီမှာတစ်ထပ်ထပ်ကိုတန်းသွားရတယ်အဲ့တော့ယမမင်းရှိကိုရောက်တဲ့ယမမင်းနဲ့တွေ့ရမယ်ဆိုတာကကုသိုလ်အကုသိုလ်ရောနေတဲ့သူဘယ်သူတွေလဲငရဲကြီးမှတွေ့ရမှာလားငရဲလေးမှတွေ့ရမှာလားငရဲလေးမှတွေ့ရပြီးတော့အဲ့ဒီမှာယမမင်းကနေပြီးတော့တရားစီရင်ပေးတယ်ပေါ့ဗျာအကုသိုလ်ကတိတ်ကြီးမှတဲ့ပုဂ္ဂိုလ်ကတော့ဘုန်းကြီးတို့ပရိသတ်ရဲ့အဲ့ဒါငရဲလေးကိုမသွားတော့ဘဲနဲ့ငရဲကြီးကိုဒါလိုက်သွားတယ်တဲ့ကဲဒီလောက်ဆိုရင်ဘုန်းကြီးတို့ပရိသတ်ပေါင်းတော်ကောင်းတို့ငရဲဘုံအကြောင်းလေးတော့တော်တော်လေးတော့သိလာပြီယမမင်းကြီးအကြောင်းမသိဘူးလားအခုယမမင်းကြီးအကြောင်းဘုန်းကြီးမပြောပြဘူးလားသိသွားပြီဟုတ်တယ်မဟုတ်လားအဲ့တော့တို့ကုသိုလ်ကောင်းမှုလုပ်တိုင်းယမမင်းကိုဘာလုပ်ရမလဲဘာလုပ်ရမလဲပြောပါအေးအဲ့ဒါမမေးနဲ့ဟုတ်လားပြေးတိုင်းကုသိုလ်ကောင်းမှုလုပ်တိုင်းယမမင်းကြီးကိုအမျှဝေထားပြီတဲ့ကဲအဲ့ဒီတော့ငရဲရှစ်ထပ်ရှိတဲ့ထဲမှာဆင်းရဲအ ਨੇ ဆုံးအသက်သာဆုံးသက်တမ်းအတူဆုံးငရဲစမဲ့ပြေးတိုင်းသိန်းစိုးငရဲဘာငရဲလဲတံပုဏ္ဏဇီဝန္တိဧထာတိသိန်းဇဝောတံပုဏ္ဏဇီဝန္တိဧထာတိသိန်းဇီဝောဧထာအင်္ဂယေမှာတံပုဏ္ဏအဖမတလဲလဲဇီဝန္တိအသက်ရှင်တတ်ကုန်၏ဣတိထိုကြောင့်သိန်းဇီဝောသိန်းစိုးငရဲဟု၍တထဗံကောင်းစွာမသွေမသာထိုက်ပါပေတော့တည်းဘာဖြစ်လို့သိန်းစိုးငရဲလို့ခေါ်ရတာတော့ဆိုရင်အဲ့ဒီသိန်းစိုးငရဲခံရပုံလေးပြောမယ်သေးတယ်အကုသိုလ်ကံကြီးမားတဲ့ပုဂ္ဂိုလ်အောက်ဆုံးငရဲသိန်းစိုးငရဲနံပါတ်1စပြီအဲ့ဒီသိန်းစိုးငရဲကိုရောက်သွားရင်တဲ့ယမရောယမကလို့ခေါ်တဲ့ငရဲသိန်းကြီးတွေကငရဲကြလာတဲ့လူကိုဒါတန်လည်းရဲတင်းပစိန်နဲ့အဲ့ဓာတွေနဲ့ဘာလို့တုံးဆိုလို့ရှိရင်တခါတဲ့အဲ့ဒီမှာအဲ့ဒီလူကိုနှုတ်ပါအောင်ဆင်းလာတဲ့အသားတွေတစချင်းတမြင်ချင်းဖြစ်သွားအောင်ဘုန်းကြီးတို့အခုလူတွေတခါကြလို့ရှိရင်လေငါးစင်ကောဟင်းမချက်စားဘူးလားငါးကိုဆင်းတဲ့နေရာမှာနှုတ်ပါအောင်ဆင်းတယ်လို့ပဲတဲ့အဲ့ဒီလိုငရဲရောက်လာတဲ့လူကိုအဲ့ဒီသိန်းစိုးငရဲမှာခံရမဲ့လူကိုယမရောယမကလို့ခေါ်တဲ့ငရဲဒိန်းကြီးတွေကဓာတွေပစိန်နေနဲ့နှုတ်ပါအောင်ဆင်းပြတယ်တဲ့အဲ့ဒီလိုဆင်းပြပြီးတော့ဘေးတန်တေးအဲ့ဒီမှာသေပြီးလို့အကုသိုလ်ကံကုန်ပြီလားမကုန်သေးဘူးဆိုရင်အဲ့ဒီနာဘွားကနဲ့လူပြန်ဖြစ်တာပဲတဲ့အခုသေအခုနှုတ်ပါအောင်ဆင်းအခုလူပြန်ဖြစ်အခုပြန်ထအခုပြန်ဆင်းအဲ့ဒီလိုပုဏ္ဏအဖမအထထသေလိုက်ပြန်ဖြစ်လိုက်သေလိုက်ပြန်ဖြစ်လိုက်နဲ့အဲ့ဒီလိုခံနေရတဲ့ငရဲမို့လို့အဲ့ဒီငရဲကိုသိန်းစိုးငရဲတဲ့။ဘာငရဲတဲ့လဲ။အဲ့ဒီသိန်းစိုးငရဲဟာဘုန်းကြီးတို့ဘေးတတ်တေသက်တမ်းအပြင်ဘယ်လောက်ရှိသလုံးဆိုလို့ရှိရင်အဲ့ဒီသိန်းစိုးငရဲဘုံရဲ့သက်တမ်းဟာနောက်ပြီးတော့ဘုန်းကြီးပြောပြမယ်။ဥပမာလေးတစ်ခုပေးထားတာရှိလိုက်သေးတယ်။အကုသို့မကုံသေးပဲနဲ့ပြန်ပြီးတော့အဲ့ဒီမှာခံရတာဘာနဲ့တူတုံးဆိုရင်နဲ့ကြားတွေရှင်သေးတွေအကောင်100လောက်ရှိတဲ့အစငတ်နေတဲ့ကြားတွေရှင်သေးတွေရှိနေတဲ့ကြားအုပ်ရှင်သေးအုပ်ကြီးတွေကိုလူတယောက်ပြစ်ချလိုက်တဲ့ခဏလေးနဲ့ပျောက်သွားတယ်ပျောက်သလားမပျောက်ဘူးလားဟိုကောင်ကဝိုင်းဆက်ဒီကောင်ကဝိုင်းဆက်လက်တွေခြေထောက်တွေပါသွားခဏလေးနဲ့ပျောက်သွားတယ်လို့ပဲတဲ့အဲ့ဒီငရဲသိန်းကြီးတွေရှိတဲ့အဲ့ဒီသိန်းစိုးငရဲတွေကိုအကုသိုလ်ကံကြီးမားပြီးတော့ငရဲခံရတဲ့လူရောက်သွားရင်လည်းပဲငရဲသိန်းတွေကဝိုင်းဆွဲပြီးတော့အကုန်လုံးအပိုင်းပိုင်းအတစ်နဲ့ခုတ်ပစ်တယ်တဲ့သိန်းစိုးငရဲတစ်ပုံလုံးရှုမဆုံးမြင်မဆုံးတယုံနဲ့အပြည့်အညာမိနစ်မလစက္ကန့်မလငရဲသိန်းတွေကခုတ်ပြီးတော့တပ်ပြနေကြတယ်
လေပြင်းမုန်တိုင်းကြနေတဲ့အခါမှာမြက်ထဲကြည့်လိုက်စမ်းလှိုင်းလုံးကြီးတွေရိုက်ခါပြီးတော့တအုံုံတပြုံပြုံနဲ့ဘုန်းကြီးတို့ပိဋကရဲ့မြေပြင်ကြီးတစ်ခုလုံးပွယ်လောရိုက်နေသလိုတဲ့သိန်းဆိုငရဲခံရတဲ့ငရဲသူငရဲသားတွေကလည်းကြွက်ကြွက်ညာအောင်អော်တာတဲ့ဟောမှာပေါ့ကိုယ့်အသားကိုစင်းနီတုံးပေါ်တင်ပြီးတော့ငါးစင်းကောစင်းတယ်လို့နှုတ်နှုတ်စင်းနေမှာတော့ဘလောက်ခံရမှာတော့ဆိုတာဘုန်းကြီးတို့ပိဋကရဲ့တွက်ကြည့်ပါအဲ့ဒီသိန်းဆိုငရဲတက်ဟာဘလောက်ရှည်တုံးဆိုအနှစ်900သိန်းဆိုငရဲတက်ကအနှစ်ဘလောက်တက်လဲအနှစ်900တဲ့ငရဲအနှစ်900ခံရမယ်တဲ့အဲ့တော့အနှစ်900ကိုအသာထားပါဦးဘုန်းကြီးတို့လူသက်နဲ့တွေ့ကြည့်ရအောင်သူတို့ရှိမှာအဲ့ဒီသိန်းဆိုငရဲတရက်သိန်းဆိုငရဲတရက်ပဲခံရလူသက်နဲ့ပြန်တွေ့ကြည့်လို့ရှိရင်နှစ်ပေါင်း9 သန်းကြာတယ်တဲ့နှစ်ပေါင်းဘယ်လောက်ကြာနည်းနည်းနုံနုံအသက်လာကြည့်စမ်းအခုဘုန်းကြီးတို့လူလောကမှာအသက်100ပြည့်တဲ့ပုဂ္ဂိုလ်ဆိုအလွန်ရှားပါပြီဟုတ်တယ်မဟုတ်လားလူအသက်100ဟာအလွန်ရှားပါပြီမရှိတော့ဘူး85နှစ်သက်တမ်းလို့ပြောနေတာအခုခေတ်ကိုအဲ့တော့ဒီသိန်းသောငရဲရဲ့သက်တမ်းဟာသက်တမ်းစီခံရမယ်ဆိုရင်အနှစ်900သက်တမ်းစီခံရမယ်ဆိုရင်တရက်ပဲခံရမယ်ဆိုရင်တော့မှာတဲ့လူပြည်ကအသက်နဲ့တွက်လို့ရှိရင်လူသက်အနှစ်9 သန်းနဲ့လူသက်အနှစ်ဘယ်လောက်တဲ့လဲလူလောကမှာအသက်9 သန်းအသက်ရှိတဲ့လူရှိလားငရဲကြတဲ့အခါကျတော့အသက်ကသွားရှိနေပြန်ရောတိုက်စင်းသားကြည့်တယ်ဘုန်းကြီးတို့ပြေးသားတွေလူပြည်မှာဇနီးမယားသမီးသားနဲ့စီးပွားဥစ္စာနဲ့မခွာမခွဲပဲနဲ့အနှစ်100လောက်တော့နေခြင်းနဲ့ကံကနေခွင့်မပေးဘူး50 60 80နဲ့သွားတာပဲဟုတ်တယ်မဟုတ်လားအကုသိုလ်ကံကသွားအကျိုးပေးတဲ့အခါကျတော့ငရဲမှာခံလဲခံရပါတရက်ပဲခံပါတဲ့လူသက်နဲ့အနှစ်9 သန်းနဲ့လူသက်နဲ့အနှစ်ဘယ်လောက်တဲ့လဲအေးအဲ့ဒါတွက်ကြည့်တော့ဘုန်းကြီးတို့ပြေးတိုင်းငရဲကြသွားပြီဆိုရင်ပြန်တက်လာဖို့မလွယ်ဘူးဆိုတာအဲ့ဒါတွေပြောနေတာဟုတ်လားပြေးသားငရဲသက်ကရှည်သလားမရှည်ဘူးလားလူသက်ကရှည်တာလားတိုတာလားတိုင်းအဲ့တော့ဘုန်းကြီးတို့ပြေးသားပေါင်းတော်ကောင်းတို့တွက်ကြည့်ဖို့ဩငါငရဲကြသွားရင်တော်တော်နဲ့ပြန်လို့ဖို့မလွယ်ပါလားသူတို့တရက်ကိုလူအနှစ်9 သန်းဆိုတော့သူတို့အနှစ်900ဆိုတော့တွက်ကြည့်လိုက်တော့ပေါ့ဗျာအဲ့ဒါသိန်းဆိုငရဲပဲရှိသေးတယ်ဘာငရဲပဲရှိသေးလဲအေးဒါကြောင့်ဘုန်းကြီးတို့ပြေးသားဆိုကြည်သားမှာဝင်းပြောင်ထက်မြဲလက်နဲ့များနဲ့ငရဲဒိညာအကြဝဲကံကြမ္မာအလျောက်ကြရောက်သွားလို့ထိုးပေါက်ခုတ်ဆွတတ်ကြတယ်ထထတိုးတိုးအသက်ရှင်မျိုးမို့သိဆိုငရဲခေါ်ရတယ်ဘုံသက်900လူမှတွေ့ရင်တရက်9 သန်းနှစ်ရှိတယ်369 သန်းမြောက်ရင်ဘယ်လောက်ရှိမလဲတွက်ကြကွယ်အဲ့ဒါကသိန်းဆိုငရဲအသက်ဖဲအမြဲမပါကွယ်ဝင်းပြောင်ထက်မြဲလက်နဲ့များနဲ့ငရဲထိန်များအကြဝဲကံကြမ္မာအလျောက်ကြရောက်သွားလို့ထိုးပေါက်ခုတ်ဆွတတ်ကြတယ်ထထတိုးတိုးအသက်ရှင်မျိုးမို့သိန်းဆိုငရဲခေါ်ရတယ်ဘုံသက်900လူမှတွေ့ရင်တရက်9 သန်းနှစ်ရှိတယ်369 သန်းမြောက်ရင်ဘယ်လောက်ရှိမလဲတွက်ကြကွယ်အဲ့ဒါကသိန်းဆိုငရဲအသက်ဖဲအမြဲမပါကွယ်ဇလိတာဝုဒ္ဓဟတေခန္တိတာပိနေရဟိကာဇေဝတာယံပိပူနောတိသိသိဝတိပဝုစရေယံမိနေရယေကံကြမ္မာယင်ဖန်လာညင်းကမကွေးနိုင်အောင်အတင်းဆောင်လျက်သွင်းလောင်ပိန်စီအကျဉ်သို့သောငရဲကြီး၌နေရဟိကာအမြဲအဆွဲအနေနဲ့ဖြင့်တသက်သေးစုင
ငရဲသူတတ္တဝါတို့သည်ဇလိတာဝုဒခတေဟိပြောင်းတလဲ့လဲ့အယောင်ထွက်သည်လက်နဲ့ကင်ဆွဲငရဲထိန်ကြီးတို့ကခန္ဒီတာပြီးသေလောက်ကြေလောက်အနေရောက်အောင်တောက်တောက်ဖြာဆင်းတန်ညင်းအပါကုန်တော်လိပုနောပိဇေဝန္တာအကုသိုလ်ကံမကုန်ပြန်လည်းရင်တဖန်ဆက်တီအသက်ရှိကြလေကုန်၏သောနိရယောဒုက္ခလောကံမကုန်ပြန်လည်းရင်တဖန်ဆက်တီအသက်ရှိယောငရဲအိုကိုသိင်စီဝတိသိင်သောငရဲဟူ၍ပဝုဇ္ဇတေပြုံးမအလိုက်ယုဒ္ဓကိုက်အောင်ကောင်းသွားမသွေခေါ်ဆိုအပ်ပါပေပြီတကားကိုင်ဘေးသားရေအဲ့ဒါငရဲတဘုံပဲပြီးသေးတယ်ငရဲဘယ်နှဘုံပြီးလဲဘာငရဲတဲ့လဲသိန်းသောငရဲတဲ့သိန်းသောငရဲပြီးတော့ဘုန်းကြီးတို့ဘေးသားရေနောက်ငရဲတစ်ခုကဘာငရဲတဲ့လဲဟမ်ကိုင်ဟောရတော်တော်လေးအားရှိသေးရပဲတို့ပြေသားကငြိဟုတ်လားငရဲရှိတာခုနကအစဉ်တိုင်းမပြောခဲ့ဘူးလားသိန်းစုကာလတော့ငရဲဘာငရဲလဲအဲ့ဒီခုနတော့ကပြောခဲ့တဲ့အတိုင်းသိန်းစုငရဲမှာခံပြီးလို့အကျွင်းကြံသေးလို့ရှိရင်တော့ငရဲငယ်တွေမှာလက်ခံတဲ့ဘာမှလက်ခံတယ်လေငရဲငယ်တွေမှာလက်ခံဖို့ကတော့ဘုန်းကြီးအချိန်ရရင်လည်းပဲငရဲငယ်၅ခုပေါ့ဗျာငရဲငယ်ဘယ်နှခုလဲငရဲငယ်၅ခုကိုဘုန်းကြီးဆက်ပြီးတော့ပြောမယ်မရရင်လည်းပဲငရဲ၈ထပ်နဲ့တင်ကျင့်လိုက်ဟုတ်လားမေသားရေအဲ့တော့အခုတည်းကယူတာငါတို့ဘယ်ပုံသွားရင်ကောင်းမလဲလို့ဟုတ်လားမသွားနဲ့အလွန်ကြောက်เสียကောင်းတယ်ကောင်းသလားမကောင်းဘူးလားမသွားခြင်းရတယ်ရသလားမရဘူးလားရောက်ပြီးမှပြန်လာလို့မရဘူးရောက်ပြီးရင်ပါတယ်လေအခုဘုန်းကြီးတို့ပိဿပေါင်းတော်ကောင်းတို့ရောက်နေတာငရဲပုံလားလူပုံလားလူပုံကနေပြီးတော့လူပုံဆိုတာလေကားအလယ်ဖြစ်တယ်လူပုံဆိုတာလေကားပဲဖြစ်တယ်အပေါ်တက်ခြင်းလေလှမ်းတဲ့လိုက်ရုံပဲပေါ့ဟုတ်တယ်မဟုတ်လားအောက်ဆင်းရင်လည်းပဲခုံဆင်းလိုက်ပေါ့အောက်ဆင်းရင်လည်းပါလဲပိဿရေခုံဆင်းလိုက်ပေါ့အဲ့ဒါဘုန်းကြီးတို့ပိဿပေါင်းတော်ကောင်းတို့ကြိုက်တော်တာလှုပ်ခုနေရတာအလဲမှာအခုနေရတာဘာမှလဲအလဲမှာတဲ့အဲ့ဒီငရဲခံရတာကအလွန်ကြီးမားပုံကိုမြတ်စွာဘုရားရှင်ကိုရောမြတ်သည်ဘာလပန္တိတသုံးမှာဥပမာနဲ့ဟောရတာရှိတယ်ဘုရားပေးတဲ့ဥပမာလေးခဏနားထောင်ပါအောင်စိတ်သားတို့တဲ့ရာဇဝတ်သားတခိုးတယောက်ခြေတုံးကမြမဘယင်များကတခိုးမိရင်တတ်တာပဲတခိုးမိရင်ပါတယ်လေတခိုးတယောက်ဖမ်းပြီးတော့ဘယင်အမိတ်နဲ့ဘယင်ကပြောတယ်အဲ့ဒီတခိုးကိုကွာတဲ့ကားစဉ်တင်းနဲ့ကားစဉ်တင်ပြီးတော့မနေ့ဖက်ကိုလှန်တဲ့အချက်300ထိုးတယ်မနေ့ဖက်လှန်တဲ့အချက်ဘယ်လောက်မသိဘူးတခိုးကလည်းတက်တော်ပြင်းတယ်အဲ့ဒါမသိဘူးမင်းကြီးဘုရားဆိုမသိရင်နေ့လည်းပြင်းကြရင်300ထပ်ထိုးကွာတဲ့လှန်တဲ့ခန္ဓာကိုယ်စိအောင်အချက်300ထိုးတယ်မသိဘူးတဲ့မသိရင်ညနေဆောင်ရင်လှန်တဲ့အချက်300ထိုးတယ်မနေ့ရဲ့နေ့လည်းရဲ့ညနေရဲ့အဲ့ဒီတခိုးကိုလှန်ချက်ပေါင်းဘယ်လောက်ရှိတယ်အဲ့ဒီလှန်ချက်ပေါင်း900ကိုမရှိမဆန့်ခံစားနေရတဲ့ဒုက္ခထက်အစ100,000မကပါတယ်တဲ့ငရဲမှာခံရတာအဲ့ဒီဝေဒနာတဲ့အများကြီးပါတယ်နောက်တစ်ခုပေးတဲ့ဥပမာတစ်ခုရှိတယ်ငရဲဒုက္ခဘလောက်ကြီးတော့မကြီးတော့ဆိုရင်တဲ့မြင်းမို့တောင်နဲ့ကြောက်ခဲလေးတစ်လုံးကင်လိုက်တယ်လက်ထဲမှာဆုပ်လို့ရတဲ့ကြောက်ခဲနဲ့မြင့်မို့တောင်နဲ့နှိုင်းရင်ဘယ်သူကပိုကြီးလဲအဲ့ဒီတိုင်းပဲတဲ့ငရဲဒုက္ခကနှိုင်းပြလို့တော့မရနိုင်ဘူးမြင့်မို့တောင်တော့ကိုမကချီးမားတယ်ငရဲဒုက္ခတဲ့ဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကယာဝံစီတံဘေခွေနတုကရာအခါနေနပါပုနိတုံယဝဒုက္ခနိဒယဘိခဝေယဟန်တော်များဥစေတတော်ယာဝံစီတံငရဲမှာဆင်းရဲသလောက်အခါနေနငါဘုရားဟောကြားတော်မူသဖြင့်ပပုနိတုံအကြီးဆုံးသောရောက်ခြင်းကနတုကရာမလွယ်ပါနိဒယငရဲသည်ယာဝအလွန်ကဲတာလည်းဒုက္ခဆင်းရဲစေတဆင်းရဲရအရတ်တို့ပါပေလို့ဘဂဝါဘုန်းတော်ကြောင့်စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝါဆောင်ကရုဏာရှိထားမေတ္တာအဖြင့်မိန့်ကြားတော်မူလိုက်ပါပေသတည်း
Kala Tautam Paditawa Eta Tisanti Kala Tauto Eta Ingayama Kala Tautam Meneto Tamin Yogo Paditawa Chayo Tisanti Yuejagoi Indi Tojao Ton Nidayo Tongayedi Kala Tauto Kala Tongaye Mirelo Tatavan Kaunza Matwe Matatai Bawe Vidaga Kala Tongaye Kanya Boli Biome Vidai Naye Niga Naye Kanya de Luyaula Ye Eri Lugu People Pihare Pale Vidare Take on Bilu to the Eri Yamaro Yamagalo for the Naye Niga Giao giao lan lan này bia rồi người ấy tham ăn đi rồi, giao lan lan này bia vô bia đây, bia lên bia vô nấu cái này bia đó, dòng tân lên lên tàu pa này đấy, tôi thấy là mì này đấy, đá đấy bát say này, cái mì đó ta khai là nấu cái lấy đào đấy, lấy đó nấu lên gì rồi người ấy đi đi lấy là đôi rồi bia là bao lâu mà làm rồi bia rồi, bia gì nó làm bia, nấu cái là lấy đào đấy, ấy là tôi này ra rồi mà bia này mấy đấy, mỗi số bia rồi bia lẻ cũng có đấy. Biết lẽ đó bây giờ thì và biểu câu mà này ấy mà người ấy đi như thế là ấy đồ quái phi thà nào vậy mau không lẽ mau không một bé lẽ bộ con tên nhau chết tên nhau phi đấy khai ra rồi phán châu phi rồi bây giờ bây giờ khana cô mà chú mẹ lên này miếng đá đấy chế độ ngàn là tao má đi đâu nè tao miếng vô lô khỏi đấy ba vô lô khỏi đấy chú mẹ lên khu kia rồi lừa bà đấy là tao má đi bên này lô đâu rồi đi chú dạy chuyện lô gì ấy đi chú phiêu của bà lô đấy ta khai đấy cả chế đầu lên này xoay lại này chú à mẹ rồi chế độ ngàn rồi chú mẹ cày nè ấy là tao má đi đánh thoa đấy tao miếng vô lô khỏi đấy ấy đi lô chú mẹ này khana cô mà ăn lại miếng xoay lại đấy khana cô mà ăn lại bà lô đấy miếng xoay mới rồi ấy đi miếng nhau này tê đấy của bây giờ bây đây đá này ta khai đấy không đá đấy Kala Tau Ngaye Sura Era Be Taminjo Ne Khana Gobo Ma Minjo Swebi Roma Tiri Jaja Koda Era Garo O Kuna Roma Daido Ngaye Ga Tiri Jaja Hobu Twede Ni Hakolo Nono Bao Sena Di Kala Tau Ngaye Garo Baido Beyedai Minjo Davi Roma Eri Minjo Bogani Dari Bao Seni Ne Koda De Na Lolo Ameli Keva Yuva Zaza Ne Bo Baido Beyedai Eri Kala Tau Ngaye Ma Khanya Bogore Ngaye Tatan Balau Shirong Soyin Taizo Ngaye Leza Tete Balau Tete Kuna Donga Ngaya Kuna Donga Velau Leza Tete Natao Balau Leve Yedai Natao Luro Tatan Dweme Soyin Kala Tau Ngaye Tayego Lu Tatan Net Bao Dongari Chautan Shire Tây phế khăn, cả lá đâu ngày em mà Tây phế khăn, lút đất này tôi nhìn, tông cái này thọc bán gì đấy, nó bao mà lâu đấy, ngày em đây là gì bù la, cái số lại vào nguyên biểu thêm nhẹ lên này số lô, nguyên biểu thêm nhẹ lên này xoay lô, ngày em đây nhá lấy ra đấy, mỗi số gà mù mày lệ đó. Xoay sang miền ta lâu ra đấy miền ta ya ma đá này khâu lộ cả là tàu lộ khơi ra đấy đủ đủ ở đây luôn này đuổi đó tại vì tàu cái gì thâu đăng quê ra ga Kala Tau Ngaye Atepe Amye Maba Kwe Win Piao Temye Lene Swelo Ngaye Temya Lajare Amosu Ga Mumai Lero Swesan Minta Lujare Minta Yama Dane Kolo Kala Tolo Koyare Dudu Ade Lune Dwedo Teye Tongari Chautan Gwe Eraga
ကာလတုံငရဲအသက်ဖဲအမြဲမပါကွယ်ကာလသုတ်တေနာတေသန္တိယမိနိရယပါလကအနုဗန္တာပပတံတေကာလသုတ်သောဘဝုစတေယမိနိရယေကံကြမ္မာယင်ဖန်လာညင်းကမကွေးနိုင်အောင်အတင်းဆောင်လျက်တွဲလောင်ပိစီအကျဉ်သို့သောငရဲကြီး၌နိရိယပါလကပြောင်တလက်လက်အယောင်ထွက်သည့်လက်နဲ့ကိုင်းဆွဲငရဲရင်းကြီးတို့ကအနုဗန္တာသားကောင်တတိုက်ခွေးတွေလိုက်တော့ရိုက်နဲ့တန်ချင်းအတင်းလိုက်ရကုန်သည်ဖြစ်၍ပပတံတေဟောတဟိုက်ခိုက်အမောဆိုင်လျက်မူးမိုက်လဲညာငရဲသူငရဲသားတို့ကိုကာလတုတ်တေနာသိ၍ဓမ္မလက်ကင်ထားသည်တင်များတိုင်းရောတမင်းကျိုးဖြင့်တေသန္တိတိုင်းတာထက်အောက်ပက်လက်မောက်လျက်ရှေ့နောက်စုပ်ပွေခုတ်ရကြလေကုန်၏သောနိရယောသို့ကလိုကံမကုန်ပြန်လျင်ဖမ်းမရှုပ်ပွေခုတ်ရကြရောငရဲအိုးကိုကာလတုတ်တော်တိကာလတုတ်ငရဲဟူ၍ပဝုဇတေမြုပ်မအလိုက်ယုတ်တကိုက်အောင်ကောင်းစွာမသွေခေါ်ပေါ်အပ်ပါပေပြီတကားသေသားရဲ့ငရဲဘယ်နှခမ်းပြီးသွားပြီကဲနောက်တစ်ခမ်းသွားကြအောင်ဆိုနောက်ငရဲကတန်ခါတငရဲတဲ့ဘာငရဲတဲ့လဲမဟာန္တာဇတိလာအယပပတာတံပုဏ္ဏပုဏ္ဏခဏန္တိဧထာတိတံဃာတော်ဧထာအင်္ဂယေမှာမဟာန္တံကြီးမကုန်သောဇလိတအယပပတာအလယံပြောင်ပြောင်တောက်သောတန်တောင်တို့သည်တံပုဏ္ဏပုဏ္ဏအဖမတလဲလဲခဏန္တိကြိတ်ချေတတ္တကုန်၏ဣတိထို့ကြောင့်သောနိရယောထိုငရဲသည်တံဃာတော်တံဃာတငရဲဟူ၍တထဗံကောင်းစွာမသွေမသထိုက်ပါပေပြီတကားကိုးယူသနာရှိတဲ့အလျံတပြောင်မြောင်ရဲရဲတောက်အောင်အယောင်တွေထွက်ပြီးတော့မီးတွေလောင်နေတဲ့တန်မြေပြင်ကြီးတဲ့ဗာမြေပြင်ကြီးတဲ့လေအဲ့ဒီတန်မြေပြင်ကြီးပေါ်မှာငရဲခံရမဲ့သူဟာဘွားကနေသွားပေါ်တယ်ပေါ်ပြီးတော့ဖြစ်ဖြစ်ချင်းဘုန်းကြီးတို့ပြေးတိုက်တန်မြေပြင်ကြီးတွေကိုမြုပ်သွားတာခါတဝက်တဲ့မြုပ်သွားတာဘယ်လောက်တဲ့လဲဒီတန်းအပေါ်ပိုင်းတစ်ပိုင်းပဲကြံတယ်အဲ့ဒီလိုတန်မြေပြင်ကြီးထဲမှာခါတဝက်မြုပ်တဲ့ထီအောင်တဲ့မလုံမရှက်နဲ့နေနေတော့အရှိအနောက်တောင်မြောက်အရာလေးမျက်နှာအရာဘယ်နှမျက်နှာအရာလေးမျက်နှာကနေပြီးတော့မီးတွေတောက်လောင်နေတဲ့တန်တောင်ကြီးတွေတဲ့ကျဲလောင်တဲ့အတန်ကြီးတွေပေးပြီးတော့ဘေးသားတွေဂျုံ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 နဲ့ဘာနဲ့တူတော့ဆိုရင်လေလမ်းကျိတ်ဆက်ကြီးတွေနဲ့တူတယ်ဘာနဲ့တူလဲဘုန်းကြီးတို့အခုဘကိုးတို့ဘာလို့သွားတဲ့အခါမှာအဲ့ဒီကမာဆဲနာမှာလမ်းကျိတ်ဆက်ကြီးတွေမတွေ့ဘူးလားမြေတွေကိုကြိတ်နေတာဟုတ်တယ်မဟုတ်လားအဲ့ဒီထဲမှာအဲ့ဒီငရဲခံရင်လွယ်လွယ်လေးပရိသတ်ရေအစမ်းသဘောမျိုးခံရင်အဲ့ဒီမြေထဲမှာခါတဝက်မျိုးအောင်သွားနေပြီးတော့လမ်းကျိတ်ဆက်သမားကြီးကိုပြောဆရာကြီးရဲ့ကျွန်တော်ကိုကြိတ်ကြည့်သားမှာဗျာလို့ဆိုရင်လေကြိတ်ထားသွားရင်ဘယ်နဲ့နေမလဲပြားနေမှာပဲအေးအဲ့ဒီတော့လမ်းကျိတ်ဆက်ကြီးပုံတရံမျိုးပေါ့အရှိကနေပြီးတော့မီးတောင်ကြီးတွေတဲ့ဗာတောင်ကြီးတွေတဲ့လေမီးတောင်ကြီးတွေကတခါတည်းတအီးနဲ့အတန်တွေပေးပြီးတော့ရောက်လာငရဲသားကိုကြိတ်သွားတယ်အရှိကလမ်းကျိတ်ဆက်ကြီးပုံတရံမျိုးကြိတ်သွားတယ်သိရောသိပြီးတော့ကန်းကုန်ပြီလားမကုန်ဘူးဘွားကနေပြန်ပေါ်လာတယ်ခတ်တဝက်ပဲအနောက်ကနေပြီးတော့မီးတောင်ကြီးလာတဲ့အခါအတန်တွေပေးပြီးတော့လမ်းကျိတ်ဆက်ကြီးလိုပဲကြိတ်ချသွားတယ်အနောက်ကလမ်းကျိတ်ဆက်ကြီးပုံစံမျိုးကအရှိကိုထွက်သွားတယ်ကုန်မီလာကံမကုန်သေးဘူးဘွားကနေပြန်ဖြစ်စိတ်တောက်เสียကောင်းတာဘုန်းကြီးတို့မရေးတိုင်းတောင်ကနေလာပြန်တော့တန်တော်ကြီးတစ်ခုသိမြောက်ကနေလာပြန်တော့တန်တော်ကြီးတစ်ခုကြိတ်သေးပဲအဲ့ဒီလိုခံရတဲ့ငရဲကိုဘုန်းကြီးတို့မရေးတိုင်းတန်ခါတငရဲတဲ့ဘာငရဲတဲ့အဲ့ဒီတန်ခါတငရဲရဲ့တက်တန်းဟာဘုန်းကြီးတို့ပြေးတိုင်းလူနဲ့တွဲကြည့်ရဲ့တဲ့လူပြည်တို့တရက်ကိုလူပြည်မှာအသက်ဘယ်လောက်ရှိမတော့ဆိုရင်နှစ်ပေါင်း14ကလေးနဲ့4သန်းရှိတယ်တဲ့ဘယ်လောက်ရှိတယ်လဲကိုင်းဆိုလိုက်ပါတန်ပြေပူမခါထီမြုပ်လို့မလုံနိုင်ပဲရှိစဉ်ဝဲအ
လယံပြောင်ပြောင်တန်တောင်ကြီးကအော်မြည်ရှိလို့ကြိတ်ချေတယ်တန်တောင်ကြီးအတန်ထမ်းမာလှလို့သံဃာတလို့ခေါ်ရတယ်ငရဲတရဲလူနဲ့တွေ့တော့ကတိ44တန်းကွယ်အဲ့ဒါကသံဃာတငရဲအသက်ဖဲမလွဲမပါကွယ်အယောမယပတ္ထရဗျာယံမိကတ္တိမတ္တံဘဝေတိတေအယောသေးလာသံဃာဒင်းတိသံဃာတော်တိဘဝုစတေယံမိနိရယေကံကြမ္မာယင်ဖန်လာညင်းကမကွင်းနိုင်အောင်အတင်းဆောင်လျက်သွင်းလောင်ပိတ်စီကျင်းတို့သောငရဲကြီး၌အယောမယပထဗျံကိုယူဇနာအလယံဖြာသည်သမ္မာအတ္တိပြည်နေပင်ကြီးဝဲကတ္တိမတ္တံဖဝါတောက်လျှောက်ခါလောက်နဲ့အောင်ဘဝေတိတေရိမ့်ရိုင်ဆုတ်ခံမလုပ်ရန်ဖို့မြုပ်နှံသွင်းသောငရဲသားတို့ကိုအယောသေးလာကျိုးတစ်ချိန်ချိန်တဟိဟိညာအောင်အလယံပြောင်းကြီးတန်တောင်ကြီးတို့သည်တန်ဃာတင်သည်ရှေ့နောက်နှစ်ဖက်လှဲ့စီတွဲ၍ဆက်ဆက်နှိမ်မွေကြိတ်ချကြလေကုန်၏သောနိရယောဒုက္ကလောကံမကုံပြန်လျင်ဖန်ပါနှိမ်မွေကြိတ်ချကြယုံငရဲအိုးကိုတန်ဃာတော်တိတန်ဃာတငရဲဟူ၍ပဝုစတေပြုတ်ပါအလိုက်ယုတ်တာကိုက်အောင်ကောင်းစွာမသွေခေါ်ဆိုအပ်အာဘေပြီတကားဧသံဃာတငရဲပြီးတော့ဘေသတ္တေနောက်ငရဲကရောရူဝငရဲတဲ့ဘာငရဲတဲ့လေရောရူဝငရဲတဲ့ရောရူဝငရဲကိုနောက်တစ်မျိုးခေါ်သေးတယ်ဘေသတ္တေဇာလရောရူဝငရဲတဲ့ဘာငရဲတဲ့လေမဟာရဝရဝန္တိဣထာတိရောရူဝဣထာအင်္ဂယေမှာမဟာရဝံကြီးစွာသောအတန်ကိုရဝန္တိအော်မြည်ကြလေကုန်၏ဣတိထိုကြောင့်သောနိရယောထုံငရဲသည်ရောရူဝရောရူဝငရဲမိတယ်လို့တထဗံကောင်းစွာမသွေမသာထိုက်ပါပေပြီတကားကိုင်မဟာရောရူဝငရဲတဲ့ဘာငရဲတဲ့လဲအဲ့ဒီငရဲကိုနောက်တစ်မျိုးခေါ်လို့ရတယ်ဘေးတိုက်ဒူမရောရူဝတဲ့ဘာတဲ့လဲဒူမဆိုတာအခိုးအလျံမိခိုးတွေအဲ့ဒီမိခိုးတွေကစက်လဲစက်တယ်ငံလဲငံတယ်တဲ့မိခိုးကိုအရသာမရှိဘူးလို့မပြောနဲ့မိခိုးအရသာရှိတယ်စက်တယ်ငံတယ်တဲ့ဘာတဲ့လဲဘေးတိုက်ရဲ့ဘုန်းကြီးတို့ဘေးတိုက်အိမ်မှာမိဖို့ကြောင့်တော့မှကြက်ခိုးစင်မရှိဘူးလားအဲ့ဒီကြက်ခိုးစင်မှာမှိုင်းနေမစွဲနေဘူးလားအဲ့ဒါရှင်းတော့ကတော့လူတွေဖျားလို့ရှိရင်စစ်တောင်းကွန်းရွက်ပြုတ်နေအဲ့ဒီကြက်ခိုးတွေနဲ့ပြုတ်ပြီးတော့မတိုက်ဘူးလားအဲ့ဒါမိခိုးကဖြစ်တာအဲ့ဒါဘာကဖြစ်တာလဲအဲ့ဒီဥစ္စာလေးနည်းနည်းရှာပေါ်တင်ကြည့်တယ်အိမ်ရောက်လို့ရှိရင်လေဘာအရသာရှိလဲခါတယ်ငံလဲငံတယ်ဟုတ်လားအဲ့ဒါမှတ်ထားအဲ့ဒီတိုင်းပဲဘုန်းကြီးတို့ပြေးတာအဲ့ဒီဒူမရောရူဝငရဲမှာဘုန်းကြီးတို့ပြေးတိုင်းခံရမဲ့လူဟာခုနတုန်းကမဟာရောရူဝခုနတုန်းကဘုန်းကြီးတို့ပြောခဲ့တဲ့ငရဲဇာလရောရူဝဇာလရောရူဝငရဲမှာလို့ပဲခံရတာချင်းတော့တူတယ်သို့တော်လည်းပဲဇာလရောရူဝငရဲကခန္ဓာကိုယ်တွေကိုမီးတွေဝင်လာတာဘာတွေဝင်လာတာလဲဒွါရကိုးပေါက်ကနားပေါက်ကမီးတွေဝင်လာတယ်နှာခေါင်းပေါက်ကမီးတွေဝင်လာတယ်အပြင်ကလည်းမီးတွေလောင်နေတယ်အတွင်းလည်းမီးဝင်လောင်တယ်အခုဒီဒူမရောရူဝငရဲကြတော့မိခိုးတွေတဲ့ဘာတွေလဲပဲရေးသားရဲ့မိခိုးတွေအဲ့ဒါခန္ဓာကိုယ်ထဲဝင်လာတော့အဲ့ဒီမိခိုးတွေကလည်းပဲစက်လက်စက်တယ်တဲ့ခါလဲခါတယ်တဲ့အထဲမှာရှိနေတဲ့ဦးတွေအသေးတွေနှလုံးတွေကိုဘိန်းတို့ပြေးတာဝင်ပြီးတော့အဲ့ဒီမိခိုးတွေကငပိငချင်နှတ်ထားသလိုသိပ်ထားသလိုတဲ့အထဲမှာဝင်ပြီးတော့မိခိုးတွေဝင်လောင်တယ်တဲ့ဟာတခါတည်းပြေးတာရေအော်နေကြရတာအော်ရင်နဲ့အတန်လဲပြောက်လူလဲပြောက်ကံမကုံသေးရင်အဲ့ဒီနားမှာဘွားကနေထပ်ပြီးတော့ပြန်ပေါ်မိတွေခန္ဓာကိုယ်အပြင်ကလောင်အတွင်းကိုလည်းမိခိုးတွေဝင်ပြီးတော့လောင်တယ်တဲ့
Eri ma oni yare ngeyedu ngeyedari odaha. Bane durung soyeli. Kweri. The town out. Tamio. Chanema launa. Eri kweri kayo. Eri kweri kaide adango. Baudi. Sabikari. Adan sese dine. Mai dine. Eri kweri kainide adanigo. Wa anyadong twede sore. Sabikari baudi ne. Mai di tabiro. Eri kweri kainide adango. Abiengo losane. Nakwa matao kandame. Eri daimere. Duma roruwa ngayema. Kaniya gundo. Ngayedu ngayeda doye. Ozaha. Nakwa matao ngo kandayare. Eri lo ohibiro niyare ngayego. Poido beda ye duma roruwa ngayere. Ba ngayere le. Ngayeda danga anishitao. Ngayeda danga balau dele. Duru dayego ludene doye. Naya dase. Shikari lidan shire. Lubiga kanandensha lure tatane doji. Naya dase shikari lidan shibare. Eda poido beda ye maharoruwa ngaye. Tani byoyin duma roruwa ngayere. Keso laiba. Ngaye dabong long mi ko polo. Jamie ondo bondadwe. Dwara kudwe paunge majwe. Chene we yao nunade. Oda hidan sunya lalo. Duma roruwa koyare. Dadama gwe dapyan silo. Shitao siya barore. Ngaye deye gulu de dweye. Naya dese shigari lidan gwe. Eraga. Maharoruwa ngaye cha. Kaya adaba gwe. Tumehi pawidai doana tira mana dayawa. Marawo rawon dita. Osade duma roruwa. Ita nireye kanjamayin. Pala nyenga. Magwenai ao adin saulaye. Tuelao bezi ajendo do ngayeji nai. Tumehi dangaye long flao polaye. Tayo yung to mi akuro di. Pawidai dawana dwara kodo apaw ngema. Pewe me juen chene wayao jagong leye. Dira mana ade aja. Nuna ade. Nyala bi tao ngayedu ngayeda pauno di. Dayawa ane pange anya ke ao. Tana wego sauno. Maharawo. Kewa yuwa dazaza ne jamatandi atanjigo. Rawon di tango liwe ohi shaja legoi. To nireyo. Dogalo kama gomya leye. Tapa oyo to ngaye ogo. Duma roruwa. Duma roruwa ngaye huye. Osade kaunga medwe kowo apa baby daga. Barita de ngaye baneta bidwabi. Now ngaye lame bida de tapana ngaye re. Pangaye le. Naisele da de tabi di tabano. Yo need yo ajingaye di. Naisele don't lo che machigo no. That day ngaye do ngaye da wamyado go. Tabi di pulang zida indi tatama tojao. Toni reyo to ngaye di tapano tapana ngaye huye tatavan kaunga medwe mata thai babi daga. Tapana ngaye ma khaya me ngaye du ngaye dari ha de. Thamin long lao shi de tanchon ji de. Tanchon ji de ya balau shi de le. No, alone ma movene, Chonada, take Yago, Aloe, Nini Davere. Edilo Tamin, Lola, Gide, Tancho, take Jabo, ma Pieta de Agani Yamaro, Yamagari, Timid, Twata, Pavita one. Abole Yao, Time Chagua, Eri Tancho Nibo, Taisala.
ထိုင်ရလိုက်တဲ့အခါကျတော့တန်ချုံကြီးနဲ့လူကစိုးထိုးထားသလိုဖြစ်နေတာပေါ့အဲ့ဒါဘယ်လိုမှရိမ့်လို့ရိုင်လို့လှုပ်လို့မရပဲနဲ့အဲ့ဒီထမ်းမင်လုံလောက်ရှိတဲ့တန်ချုံကြီးပေါ်မှာပူလောင်ပြင်းထန်လာတဲ့ဆင်းရဲဒုက္ခတွေကိုခံစားပြီးတော့နေရတဲ့ငရဲကိုတာပါဏငရဲလို့ခေါ်တယ်။ဘာငရဲတဲ့လဲအကုသိုလ်ကမကုန်မချင်းပေးတတ်တဲ့ခံပြီးတော့တဲ့တက်တန်းကဘလောက်ရှိတော့ဆိုရင်ငရဲတက်တန်းက16000ငရဲတက်တန်းကဘလောက်တယ်လဲအေးအဲ့ဒါသူတို့တက်တန်းနဲ့တွက်တာပေးတတ်တဲ့ကိုင်းဆိုလိုက်စမ်းမှာရဲရဲညီလောင်းတန်ချုံကြီးကထမ်းမင်လုံးများရှိပါတယ်တန်ချုံပေါ်မှာမိလျံဆွဲလို့မလုံနိုင်ပဲထိုင်ရတယ်အမြဲပုံသေးပူမဲ့ဆဲလို့တာပါဏငရဲခေါ်ရတယ်16000ဤဘုံသက်ကွယ်ခံချက်ကလည်းပြင်းလာတယ်အဲ့ဒါကြောင့်ကုသိုလ်ကိုပွားအားကူများရှောင်ရှားကြပါကွယ်ကုသိုလ်ကိုပွားပြီးတော့အကုသိုလ်ကံလေးကိုရှောင်ပါလို့ဒီလိုပြောတယ်မရောက်ချင်အကုသိုလ်မလုံးနဲ့မရောက်ချင်ရင်ဗါတယ်လေသူများတဲ့မတတ်နဲ့သူပစ္စည်းမခိုးနဲ့သူသားမရမစော်ကနဲ့လိမ်မပြောနဲ့မဆဲနဲ့မဆိုးနဲ့မတိုင်းနဲ့မထွာနဲ့အရက်မသောနဲ့လို့ရင်သွားမှာပဲလို့ရင်ဗါတယ်လေဘယ်သားရင်သွားမယ်တဲ့မသွားခြင်းရင်မလုံးနဲ့ဒါကြောင့်မို့လို့ကုသိုလ်ကိုပွားအာကုများရှောင်ရှားကြပါကွယ်လို့ဒါပြောနေတယ်ဇလီတေအယာသူလမ်းမိနေဆာလန်နိတိတာပိတေတာပေတိပပကေပါနေတာဘနောတိပဝုစရေယောနိရယောကံကြမ္မာရင်ဖန်လာခြင်းကမကွေးနိုင်အောင်အတင်းဆောင်လျက်သွေးလောင်ပိတ်စီကျင်းတို့တော်ငရဲကြီးသည်ဇလီတေရဲရဲညီလောင်ပြောင်တလက်လက်အယောင်ထွက်၍နေသောအယသူလမ်းမိထမ်းလုံးပင်စဉ်ဥပမာတင်းနိတန်လင်အတိပြီးတန်ကျင်ကြီး၌နေဇလံနိတိတာပိတေမယိမယိုင်ထိုင်းစေအကုန်လည်းပါပကေပါနေအယုတ်တမတတ္တဝါများငရဲသားတို့ကိုတာပေတိကိုလုံးရဲ့ရဲ့မိလျံဆွဲ၍အမြဲပုံသေးပူလောင်စေ၏သောနိတယောတို့ကလိုကံမကုံများလည်းတပံပုံသေးပူလောင်စေရောထိုငရဲအိုကိုတာပနောတိတာပနငရဲဟူ၍ဟုတ်စေကောင်းစွာမသွေဆိုအားပါပေပြီတကားကဲပရိသတ်တွေနောက်ငရဲတစ်ခုသွားကြအောင်ဆိုမဟာတာပါဏငရဲတဲ့ဘာငရဲတဲ့လဲမဟန္တောတာပနောမဟာတာပနောမဟန္တောကြည်သောတာပနောတာပနငရဲတိမဟာတာပနောကြည်သောတာပနငရဲအတိဝိယတာပေတိတိပတာပနောအတိဝိယအလွန်ကဲသာလျင်တာပေတိပူလောင်စေတတ်၏ဣတိထိုကြောင့်ပတာပနောပတာပနငရဲဟု၍တထဗံကောင်းစွာမသွေမသာထိုက်ပါပေပြီတကားတာပနဆိုတာကြီးတယ်တဲ့ကြီးတယ်ဆိုတာဘုံအနေနဲ့ကြီးကြတာကိုပြောတာမဟုတ်ဘူးဆင်းရဲဒုက္ခကြီးတာဗာကြီးတာလေအဲ့ဒီငရဲမှာခံရပုံကပရိသတ်တွေငရဲခံရမယ်ငရဲတို့ငရဲသားရောက်လာပြီဆိုရင်တဲ့ငရဲဒိန်ကြီးတွေကအတင်းရိုက်နှက်ပြီးတော့မီးတွေလောင်နေတဲ့တန်တောင်ကြီးပေါ်ကိုတက်ခိုင်းတယ်တဲ့ဘယ်ကိုတက်ခိုင်းနေလဲတောင်ကြီးကမီးတွေလောင်နေတဲ့တန်တောင်ကြီးဘလောက်ပူမလို့ဆိုတာစဉ်းစားကြည့်တောင်ခြေကနေပြီးတော့ကြိမ်လုံးနေနဲ့ရိုက်တင်တာဆိုလိုက်ကြပါတော့ဘုန်းကြီးငရဲကြသွားရင်ဘုန်းကြီးအဲ့ငရဲမှာအဲ့တန်တောင်ခြေမှာဘွားကနေသွားပေါ်တာပဲဒီသင်္ကန်းဝတ်ကြီးနေပဲဘာမှအပြောင်းမရှိဘူးငရဲမှာတော့အခုအင်ကြီးအဖြူပစိုးအကွက်နဲ့အခေါင်းနဲ့ထည့်ပြီးတော့မြုပ်လိုက်တယ်ဒီလူကငရဲခံမဲ့ကံပိုင်အဲ့ဒီဒီဇိုင်းတိုင်းသွားဖြစ်တာပရိသတ်ပစိုးကွက်ကြီးနဲ့အင်ကြီးထူနေပဲအဲ့ဒီတန်တောင်ချင်းမှာမိတွေလောင်နေတဲ့တန်တောင်ချင်းမှာသွားပြီးတော့ဘွားကနေပေါ်လဲပေါ်ရောတဲ့
ငရဲဒိဋ္ဌိကယမရောယမကလို့ခေါ်တဲ့ငရဲဒိဋ္ဌိကရောက်လာပြီးတော့ကျိန်လုံးနေနဲ့ရိုက်ပြီးတော့တောင်ထိပ်ဘော်ကိုမရောက်အောင်တက်ခိုင်းတယ်တဲ့အဲ့ဒါနဲ့တက်ရတာပေါ့ဗျာတောင်ထိပ်ဘော်ရောက်ရောတောင်ထိပ်ဘော်ကိုရောက်လဲရောက်ရောတောင်ပေါ်မှာနေလို့မရဘူးတဲ့ဘယ်လိုဖြစ်လာတုံးလို့ဆိုတော့မိမိရဲ့ကံကြမ္မာအလျောက်ပဲပြေးတိုင်းလေပြင်းမုန်တိုင်းတွေတိုက်လာတယ်တဲ့ဘာတွေတိုက်လာတယ်တဲ့မုန်တိုင်းတန်းဟာဘလောက်ပြင်းတော့မပြင်းတော့ဆိုလူရက်နေလို့မရဘူးတဲ့လူတောင်ထိပ်ပေါ်မှာမတ်တက်ရက်နေလို့မရဘူးလူပါသွားတယ်လေတိုက်ချရတာအဲ့ဒါနဲ့တောင်ပေါ်ကနေလိမ့်နဲ့တခါလေကနေဆောင်းပြီးတော့ကံကြမ္မာလေမုန်တိုင်းတော့အဲ့ဒီလေကနေတိုက်ချလိုက်တာဝီးဆိုပြီးတော့ပါလာပြီးတော့တောင်အောက်ကိုပြန်ကျလာလဲကျလာရောငရဲဒိဋ္ဌိကအောက်မှာဘာလှုပ်ထားတော့တန်ချုံနေစိုက်ထားတယ်တဲ့ဘာတွေစိုက်ထားလဲဘုရားအဲ့ဒီတန်ချုံဘောကိုလေနဲ့အတူပါလာတဲ့ကိုယ်ကျုပ်ခန္ဓာကကျပြီးတော့အဲ့ဒီတန်ချုံဘောမှာငါမြငါစို့ထိုးထားသလိုငါกินမလို့ကစို့ထိုးထားဆိုအဲ့ဒီလိုကြီးတန်တန်ကြီးခံနေရတဲ့ငရဲအဲ့ဒီငရဲကိုဘုန်းကြီးတို့ပရိသတ်ရေအလွန်ဆင်းရဲဒုက္ခကြီးတဲ့ငရဲမို့လို့အဲ့ဒီငရဲကိုတာပါဏငရဲတဲ့ဘာငရဲတဲ့လဲမဟာတာပါဏတနည်းပြောပတာပါဏငရဲလို့ခေါ်တယ်တဲ့အဲ့ဒီငရဲမှာခံရတာကလည်းမကောင်းဘူးပရိသတ်ရေကောင်းသလားငရဲဘုံမှန်တယ်အခုဘုန်းကြီးပြောခဲ့တာတွေကတဘုံမှချမ်းသာဒုက္ခမရှိဘူးရှိသလားခံရချက်မပြင်းဘူးလားပရိသတ်ရေအဲ့ဒီလိုမချီဆံခဲနဲ့အော်ဟင်းညင်းညူးပြီးတော့ပရိသတ်တွေသေးကာမဂုဏ်ရင်ပြန်ဖြစ်အဲ့ဒီမဟာတာပါဏငရဲရဲ့တတန်းကဘလောက်ကြာတော့ဆိုရင်အန္တရကတဝဲကြတယ်တဲ့အဲဒီတော့အန္တရကအကြောင်းလေးနည်းနည်းပြောမယ်အန္တရကဆိုတာဘုန်းကြီးတို့လူတွေတက်တန်းအသင်ချေးရတန်းနဲ့လူတွေတက်တန်းဘယ်လောက်တဲ့လဲအသင်ချေးရတန်းကနေတက်တန်းတွေထုတ်လာတာ10နှစ်တန်းဘယ်ရောက်သွားလဲ10နှစ်တန်းအဲ့ဒါအသက်အဖို့အသက်ဘယ်လောက်ရှိပြီတုန်းဆိုရင်2သင်ချေ3သင်ချေအဲ့လိုပြောရတဲ့ထီအောင်လူတွေတက်တန်းရှိတယ်တဲ့အဲ့ဒီအသင်ချေးရတန်းကနေဆုပ်လာတာအခု85နှစ်တန်းအခုဘယ်လောက်လဲ85နှစ်တန်းကဆုပ်အောင်မယ်10နှစ်တန်းကိုဘယ်ကိုဆုပ်မလဲနောင်ကြလို့ရှိရင်လူတွေအသက်10နှစ်ပဲရှိတော့မယ်တဲ့9နှစ်နဲ့အိမ်အောင်ပြုမယ်တဲ့ဘယ်လောက်နဲ့အိမ်အောင်ပြုမယ်တဲ့လေအဲ့ဒါလူကြီးပြောနဲ့လူကြီးတွေပြောနေဗါတဲ့ဓာန်ကျွဲပင်ပခက်ဆင်တဲ့ခေတ်ဆိုတာမကြဘူးလားအဲ့ဒါလူတွေတက်တန်းဆုပ်တာကိုဥပမာပေးထားတာအဲ့ဒါ10နှစ်ဆိုတာအသက်အရှိဆုံးပဲအဲ့ဒါအသက်ကြီးဘိုးဘွားတွေပူဇော်ခြင်းနဲ့ဆိုအသက်10နှစ်ကိုပူဇော်ရမယ်တဲ့အသက်10နှစ်ကအသက်ရှိဆုံးပဲတဲ့အဲ့ဒီ10နှစ်တန်းကနေပြီးတော့အသက်ပြန်တက်လာတယ်10နှစ်တန်းကမွေးတဲ့လူက20ရှိတယ်20ကမွေးတဲ့လူက40ရှိတယ်20တက်သွားတာအသင်ချေးရတာနေတက်သွားတယ်အဲ့လိုတက်တန်းအရှိကနေပြီးတော့တက်တန်း10နှစ်တန်း10နှစ်တန်းကနေပြီးတော့အသင်ချေးရတာပြန်တက်တာအဲ့လိုအသွားအပြန်တစုံကိုအန္တရကတ်လို့ခေါ်တယ်အသွားအပြန်တစုံကိုဘာလို့ခေါ်လဲအဲ့ဒီအန္တရကရဲ့တဝက်အသက်ရှိတယ်တဲ့ငရဲတဲ့ကဲလူတဲ့နဲ့တော့ဘုန်းကြီးတို့ပြေးတိုင်းဘယ်လိုမှတွက်လို့မရတော့ဘူးတဲ့ကွန်ပျူတာနဲ့ထက်နေလဲကဏ္ဍနေမပေါ်တော့ဘူးသူကပျောက်သွားပြီလူတဲ့နဲ့ကတော့တွက်လို့မရတော့ဘူးတဲ့ကဲဆိုလိုက်ပါတံမီတောင်မောရိုက်နေတင်လို့တောင်ထိပ်ပေါ်သို့ရောက်ရင်ကွယ်ကံကြမ္မာမုန်တိုင်းတက်ခိုင်းလို့ဇောက်ထိုးကျွမ်းမြန်ကြရတယ်တန်ကြုံပေါ်မှာမိလျံဆွဲလို့နဆတကယ်ခံရတယ်ပူချက်တူရာရှာမရလို့ပတာပနလို့ခေါ်ရတယ်အန္တရကဝဲအသက်တန်းတဲ့တွက်မှန်းဖို့တောင်ခက်ပါတယ်အဲ့ဒါကြောင့်အကုသိုလ်များရှောင်ကားရှာနေသွားကြပါကွယ်ကဲဘုန်းကြီးတို့ပြည်သက်တွေငရဲဘယ်နှထပြီးသွားပြီ9ထပြီးသွားပြီတဲ့နောက်ဆုံးငရဲကိုပြောမယ်အဝီစိငရဲဘာငရဲတဲ့လေဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေအလွယ်လွယ်ပြောနေတာအဝီစိနဲ့မပြောဘူးလားအဝီစိဘာတယ်လဲပြောဝီစိမဟုတ်ဘူးအဝီစိဘာတယ်လဲအဝီစိဝါမှာလုံးရင်တင်ဆက်ခတ်ပါတယ်အဝီစိနတ္ထိဝီစိ
Andara etadi awisi ita ingaye nai wisi andara aja about the nati mashi iti tojao awisi di awisi ngaye huye tataba kaunzwa metwe matatai babi vidaga Neno no ngago piamia miro kondo mabiane amega tamigo Nenga masene kauma ne awizi joka me kauma ho ပြောတဲ့စကားနော်အဝီစီတဲ့ဗါတယ်လေဘယေတိုင်းအဝီစီအဲ့ဒီအဝီစီငရဲကိုကြားတဲ့ပုဂ္ဂိုလ်တွေကမှတ်ထားဖရာတရားတန်ခါယရဏသုံးပါအမိဖဆရာသမားအနန္တောအနန္တ၅ပါးကိုကာယကံဝစီကံမနောကံနေနဲ့ပြစ်မလွန်ကျူးအမေအဖေကိုတတ်တဲ့ပုဂ္ဂိုလ်တွေအမေအဖေစော်ကားတဲ့ပုဂ္ဂိုလ်တွေအဝီစီငရဲသွားတယ်တဲ့ဘယ်ငရဲသွားတယ်တဲ့လေဒါကြောင့်ကျေးဇူးအထူးရှိတော်မူသောဖရာတရားတန်ခါယရဏသုံးပါးနဲ့အမိဖဆရာတော်ဘာတွေကိုကာယကံနဲ့လည်းမပြစ်မှားနဲ့ဘုန်းကြီးတို့ပြေးတာဝစီကံနဲ့လည်းမပြစ်မှားနဲ့မနောကံနဲ့လည်းမပြစ်မှားနဲ့ပြစ်မှားမိပြီလွန်ကျုံမိပြီဆိုသွားပြီတော့တဲ့အဝီစီငရဲကိုတဲ့အဝီစီငရဲကြောင့်လည်းပြောမယ်အဝီစီငရဲဆိုတာမီးလျံနေပြည့်နေတဲ့ငရဲတဲ့ဘာတွေပြည့်နေတယ်တဲ့မီးလျံနေပြည့်နေတဲ့အကြားအပေါက်ဟာခွက်ဘယ်နားလေးမှမရှိဘူးအပြည့်လောင်နေတာမီးတွေကအရှိကလာတဲ့မီးလျံကအနောက်ကိုဖောက်ထွက်သွားတယ်အနောက်ကလာတဲ့မီးလျံကအရှိကိုပြန်ဖောက်ထွက်တယ်တောင်ကမြောက်ကအရက်လေးမျက်နှာမှာမီးလျံတွေရှောင်းပြီးတော့နိုင်ရံတွေမှာဖောက်ထွက်ပြီးတော့သွားနေတာဘိန်းတို့ပြေးတိုင်းအဲ့ဒီမီးလျံအရှိကအပြင်ကိုဘယ်လောက်ထိအောင်သွားတော့ဆိုယူဇနာ100တဲ့ယူဇနာဘယ်လောက်တဲ့လဲယူဇနာ100ထိအောင်သွားတယ်တဲ့မီးလျံဒုကဘယ်လောက်ထိအောင်ကြီးကျယ်တော့ဆိုရင်အရှိအနောက်တောင်မြောက်ကိုယူဇနာ318ယူဇနာရှိတယ်တဲ့အကျေဝန်းနေတဲ့ယူဇနာက954ယူဇနာရှိတယ်ငရဲပင်တစ်ခုလုံးမီးမှုန်တိုင်းကြီးတိုက်နေတယ်တဲ့ငရဲပင်တစ်ခုလုံးဘာဖြစ်နေတယ်လဲတဝုံဝုံတပြုံးပြုံးနဲ့တိုက်နေတာတဲ့ဘုန်းကြီးတို့ပြေးတိုက်လေမုန်တိုင်းတိုက်တာတော့ခံရခဲ့ရင်မီးမုန်တိုင်းဆိုတာစဉ်းစားကြည့်တော့ပေါ့အဲ့ဒီမှာခံရတဲ့ငရဲသူငရဲသားတတ္တဝါတွေကလည်းပဲပြင်းထန်လွန်ကဲသောမီးမုန်တိုင်းကြီးကြားမှာဘယ်လိုနေကြရတုံးဆိုရင်လေပလင်းလေးတွေကိုနှမ်းနေထက်ဝါကြည်တောင်လေးတွေကိုနှမ်းနေအပြစ်သိပ်ထားသလိုပဲတဲ့နေရတာဂျာအလတ်မရှိဘူးတဲ့အခုတရားနာပရိသတ်ထိုင်နေတယောက်နဲ့တယောက်တော့ဂျာထဲမှာလက်နေတယ်လက်သလားမလက်ဘူးလားအ ਨੇ တော့ပခုံးချင်းတော့ကွာနေတယ်ဒူးချင်းတော့ကွာနေတယ်ဟုတ်တယ်မဟုတ်လားဂျာအလတ်ရှိတယ်ရှိသလားမရှိဘူးလားအဲ့ဒီအဝီစီငရဲကြီးမှာခံရတဲ့ငရဲသူငရဲသားဆိုတာလေဝါကြည်တောင်တဲကိုနှမ်းနေထက်လိုက်သလိုပဲတဲ့ပလင်းတွေကိုနှမ်းနေထက်လိုက်သလိုပဲကြက်ပိတ်သိမ့်နေတာတဲ့ဂျာအလတ်မရှိအောင်တူနဲ့တူပြညတ်ပြီးတော့ငပိသိမ့်ငချင်သိမ့်တယ်လို့ဂျာကာလရှာမရအောင်အဲ့ဒီလိုဖိညတ်တတ်ပြီးတော့ခံနေရတဲ့ငရဲကိုအဝီစီငရဲတဲ့ဗာငရဲတဲ့လေမင်းညိုမင်းလျံတွေကလည်းငရဲသူငရဲသားတို့ရဲ့အသားတွေကိုလောင်းတယ်အရည်တွေကိုလောင်းတယ်ဘယ်ထိအောင်လောင်းလဲအယိုးထိအောင်လောင်းတယ်တဲ့တိုင်းတာတရားနိုင်စာတရားမရှိအောင်ကိုကြီးမားပြင်းထန်လာတော့ဆင်းရဲဒုက္ခတွေကိုမင်းနဲ့မလတ်နာယီမချအချိန်ပြည့်ခံစားနေရလို့ဘုန်းကြီးတို့ပြေးတိုင်းအဲ့ဒီငရဲကိုအဝီစီငရဲလို့ခေါ်တယ်တဲ့တက်တန်းကဘယ်လောက်ရှည်တော့ဆိုအန္တရကတကအသက်ရှည်တယ်တက်တန်းကဘယ်လောက်တဲ့လဲအန္တရကတက်တန်းအသက်ရှည်တယ်အဲ့တော့ကဘာဦးလူတွေရဲ့တက်တန်းအသင်ချေးရရန်ဆင်းလာလိုက်7နှစ်တန်း7နှစ်တန်းကပြန်တက်တော့အသင်ချေးရတာအဲ့ဒီလောက်ကြာတာကိုအန္တရကတကလို့ခေါ်တယ်အဲ့ဒီလောက်အသက်ရှည်တယ်တဲ့အဲ့တော့ကဘာဦးလူတွေရဲ့တက်တန်းကိုဘုန်းကြီးတို့ပြေးတာပေါင်းတော်ကောင်းတို့နည်းနည်းလေးတွက်လို့ရအောင်ဘုန်းကြီးပြောမယ်ရှေ့ကနေပြီးတော့တစ်လို့ရေးလိုက်ရှေ့ကနေပါရေးမလဲနောက်က348လုံးရေးတဲ့3ညဘယ်လောက်တဲ့လဲအဲ့ဒီလောက်တက်တန်းရှည်တယ်တဲ့ကဲ348လုံးဘယ်လိုလုပ်ဖတ်မလဲဖတ်လို့လည်းမရဘူးရတယ်လားမရေးတာရှေ့ကတစ်လို့ရေးပါတစ်ဖဲရေးပါနောက်က348လုံးတန်းစီပြီးရေးလိုက်တဲ့အဲ့ဒါကဘာဦးလူတွေရဲ့တက်တန်းအဲ့ဒီတက်တန်းကနေပြန်ဆုတ်လာ10နှစ်တန်း10နှစ်တန်းကနေပြန်တက်တော့အဲ့ဒီတက်တန်းရအောင်အဲ့ဒီလိုအတက်အဆင်းတစုံကြတယ်တဲ့အဝီစီငရဲမှာခံရတာဘယ်လိုမှတွက်လို့မရတော့ဘူးရသေးလားဘုန်းကြီးတို့ပြေးသားရဲ့ကဲအဲ့ဒီတော့ငရဲစစ်ထကုန်ပြီငရဲဘယ်နဲ့ထလဲကဲငရဲစစ်ထကုန်သွားတော့ဘုန်းကြီးတို့ပြေးသားပေါင်းတော်ကောင်းတို့ဘယ်အထက်လေးများသွားခြင်းတုံးလို့စိတ်ကူးပေါက်တယ်ပြောဩဒါကြတော့တန်မြိုင်ထွက်လာတယ်ကြည်သားဘယ်အထက်မှမသွားခြင်းဘူးအေးမသွားခြင်းရသေးတယ်မသွားခြင်းဘာဖြစ်လဲ
ရသေးတယ်လေဟုတ်တယ်မို့လားအကုသို့လှုပ်ထားတာရှိတာတောင်မှကုသို့နဲ့ဖိရမှာဘာနဲ့ဖိရမှာလဲပုထုဇဉ်အကုသို့မကင်းဘူးပုထုဇဉ်အကုသို့ကင်းသလားကင်းပါဗျာဒါပေမဲ့ဗမာသင်္ကားရှိတဲ့ရေများရေနိုင်မီးများမီးနိုင်တာပဲအခုဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးငရဲရှစ်ထပ်တစ်ထပ်ချင်းရှင်းပြသွားတာဟုတ်တယ်မို့လားဘယ်ပုံမှချမ်းသာဒုက္ခမရှိဘူးရှိသလားရှိပါဗျာဘုန်းကြီးတို့ရောက်ခဲ့ပြီးပြီဘုန်းကြီးတို့ဘာဖြစ်လဲပြန်လွတ်လာတာဘုန်းကြီးတို့ပြည်သားလည်းရောက်ခဲ့ပြီးပြီဘုန်းကြီးတို့ပြည်သားလည်းဘာဖြစ်လဲမြတ်စွာဘုရားကအနမတေကသန္တရာတခွင်ကစပြီးတော့တတ္တဝါတွေမရောက်ဘူးတဲ့ဘုံမရှိဘူးတဲ့32ဘုံအကုန်ကျင်းလီနေတာကို32ဘုံဘာဖြစ်လဲအဲ့တော့ဘုံ31ဘုန်းကြီးတွက်ပြမယ်လေဗြဟ္မာ20နတ်ပြည်6ထပေါင်းသန်း26ဘယ်လောက်လဲ26လူဘုံထည့်လိုက်တဘုံထည့်29ဘယ်လောက်လဲ29အပယ်4ဘုံထည့်လိုက်စမ်း31ဘယ်လောက်လဲပရိသတ်32ဘုံကိုဘုန်းကြီးတို့ခောက်တော့ခောက်ပြန်သွားနေတာတန်တရာခရီးတယ်ဘာတွေလဲပရိသတ်အဲ့ဒီတော့ဘုန်းကြီးတို့ဒီငရဲကိုရောက်ခဲ့ပြီးပြီရောက်ခဲ့လားမရောက်ခဲ့ဘူးလားဒါနည်းပြန်လွတ်လာတယ်ဆိုတာကံကုန်သွားလို့ပြန်လွတ်လာတာဘာဖြစ်လို့လဲကံရှိနေရင်လွတ်လာပါမလားဒါနည်းစဉ်းစားပါကိုဘဝလေးကိုပြန်စဉ်းစားတာငါဒီမြတ်စွာဘုရားကဘုံ31တတ္တဝါတွေကတန်တရာခီးကျင်နေပြီးတော့သွားနေတာရောက်ခဲ့ဘူးပြီဆိုတော့ဘာသွားပြန်လုပ်တော့မလဲဒီနေရာကိုမသိခင်တော့ကတော့ထားဖို့ဟုတ်တယ်မို့လားအခုဘုန်းကြီးပြောပြလိုက်တော့ငရဲခန်းတွေကိုမသိသွားဘူးလားဒါဘုရားဟောခဲ့တာဘယ်သူဟောခဲ့တာလဲဘုရားကိုယုံရင်ဘုရားစကားကိုလည်းယုံရတယ်ဟုတ်တယ်မို့လားဘုန်းကြီးတို့ကဘုရားစကားဘုရားဟောပါဠိတော်တွေကြည်ပြီးတော့မှတရားဓမ္မတွေကိုနားလည်အောင်မြန်မာပြန်နေလင်္ကာတွေနဲ့ပြောပြနေတာဘုရားကပါဠိလိုဟောသွားတာဘုရားကဘာလို့ဟောသွားတာလဲအဲ့တော့ဘုန်းကြီးတို့ကမြန်မာပြန်လေးတွေလင်္ကာလေးတွေနဲ့ပြောပြတော့နားမရှင်းသွားဘူးလားရှင်းသွားပြီဆိုလို့ရှိရင်ဩဒီဘုံတွေကဒီလောက်ဒုက္ခရောက်နေတာမသွားတော့ဘူးမသွားရင်ရတယ်လို့ရသလားမရဘူးလားရောက်ပြီးမှငါမှားပြီလို့ပြောလို့မရတော့ဘူးရသေးလားအေးဒါကြောင့်ပုထုဇဉ်မှားမကင်းပါဘူးအကုသိုလ်လုပ်ထားတာရှင်းမယ်သို့တော့ကုသိုလ်နဲ့ဖြစ်ရတယ်ဘာနဲ့ဖြစ်ရလဲအေးကုသိုလ်များလုပ်ပြီဟုတ်လားပရိသတ်ရေကိုင်းဆိုလိုက်ပါကြည်တော့အတွင်းနာမုံညင်းတို့ပြေတင်းကြညငရဲသားတွေလွန်စွာပြင်းထန်မိလျံများကဝဲရရှေ့နောက်ထိုးဖောက်မွေပူချိန်လွန်ပြင်းဆင်းရဲခြင်းဟာဂျာမနာဖို့မရှိဘူးလေထို့ကြောင့်သာပင်ထိုငရဲကိုအဝိဇိငရဲခေါ်ရပေလူဘုံအသက်သူ့ဘုံအသက်ရေကအတွက်တော့အန္တရကတတန်းရှိငရဲဘုံမှာဆင်းရဲသမျှကိုဗုဒ္ဓဟောပြကုန်ဘူးလေအဲ့ဒါကြောင့်ကုသိုလ်ကိုပွားအာကူများရှောင်ရှားကြပါလေဇာလနံတတနံယထနတ္ထိဒုက္ခသအန္တရံပါလနံနိဝါသောဟိအဝိစီတိပဝုဇ္ဇရေအထနိရယေကံကြမ္မာယင်ဖန်လာခြင်းကမကွင်းနိုင်အောင်အတင်းဆောင်လျက်တွင်းလောင်ပိစီအကျဉ်တို့သောငရဲကြီး၌ဇာလနံဝဲရရှင်းနောက်အထက်အောက်ဖြင့်ထွင်ပေါင်းထွက်သွားမိလျံများတို့၏၎င်းတတ္တနံကြည်တော့အတွင်းနှမ်းမုံခြင်းတို့ပြေတင်းကြလောင်တတ္တဝါပေါင်းတို့၏၎င်းဒုက္ခတကိုရောစိတ်ပါမသက်သာအောင်ဆက်ခါနေနှင်းဆင်းရဲခြင်း၏၎င်းအန္တရဏတ္ထိတမနစ်မြမလေးရအောင်ခိတ္တနာယံအကြမ်းမကြံတော်ချေပါလနံကဘာတိုက်ပွားငမိုက်သားတို့၏နိဝါသောအမြဲမပြနေထိုင်ရန်အရာဖြစ်သောသောဟိနေရယောအကုသိုလ်ကံအရင်ခံလျက်တယံဇာတထာဝရဖြင့်ကာလကြာပြီးထို့ငရဲကြီးကိုအဝိစိတိအဝိဇိငရဲဟူ၍ပဝုဇ္ဇတေကောင်းစွာမသွေဆိုအားပါပေပြီတကား
ကိုင်ပရိသတ်ရေငရဲကြီးရှစ်ထပြီးသွားပြီငရဲကြီးဘယ်နှထလဲအဝိစိမပါမုဒ္ဒမိအမုဒ္ဒသေတပါပြီနော်ပေသန္တိပုတိကေကုထေတတေဝသမဏန္တရေအဝိစိမဒုက္ခထံတိအဝိရိငရဲကြီးမှပမုဒ္ဒပိကံအားလျော်စွာလွတ်မြောက်ရပါကုန်တော်လိသေတပါပြီနော်အကုသိုလ်ကံအကြံအကျွင့်မကင်းသေးတော့သူတို့သည်အမုဒ္ဒအပြီးအပြမလွတ်လပ်ကြကုန်ပဲတသေဝထိုအဝိရိငရဲကြီးဤသာလျင်သမဏန္တရေအကွက်မလဆက်ဆက်လျက်တည်သောပုတိကေကုထေပိုးလောက်တွင်ပြန်ပုံနှံလွှမ်းလျက်သောသွမ်းပြီးခြင်းပင်ပုတ်အတွင်၌ပစ္စန္တိကိုလုံးငုံလျိုပိုးလောက်ထိုးသောတမျိုးစက္ခာကျက်ရှာရလေကုန်တော်တည်းအဝိရိငရဲကြီးကနေခံလွတ်သွားတယ်အကုသို့ကန့်ကြံနေသေးရင်ဟာပင်ပုတ်ငရဲတဲ့ဘာငရဲတဲ့ငရဲကြီးကလွတ်ပေမဲ့လို့ကြံနေသေးရင်ငရဲသေးကိုပြောင်းခံတဲ့ဘယ်ကိုပြောင်းခံရအောင်လဲအဲ့ဒီငရဲသေးတယ်မှာ1နံပါတ်1လာတဲ့ငရဲကပင်ပုတ်ငရဲတဲ့ဘာငရဲတဲ့လဲမိလေနာပရိပုံတော်ကူပေါ်မိလကူပေါ်မိလေနာကျင်ကြီးဖြင့်ပရိပုံတော်ပြည့်သောပူပေါ်တွင်ဒီမီလကူပေါ်ကျင်ကြီးတွေပြည့်နေတဲ့တွင်တဲ့မစင်တွင်ကြီးထဲမှာပြေးသားရေပင်ပုတ်ငရဲဟာလေအဲ့ဒီမစင်တွင်ကြီးမစင်တွေအပြည့်တွေတွင်ကြီးအဲ့ဒီတွင်ကြီးနာမှာဘွားကလေးဆိုသွားပေါ်ကိုဒီခန္ဓာကိုယ်နဲ့ပေါ်လဲပေါ်ငရဲထိန်တွေကလက်မောင်းနှစ်ဖက်ကကင်ပြီးတော့အဲ့ဒီတွင်နဲ့ပြစ်ချတယ်တဲ့မစင်တွင်ကြီးတွေကိုပြစ်ချတော့အဲ့ဒီမစင်တွင်ကြီးထဲမှာဘာတွေရှိတုံးဆိုရင်တဲ့လောက်ကောင်ကြီးတွေတဲ့ဘလောက်ကြီးတော့ဆိုဆင်လေပင်လောက်ရှိတယ်တဲ့ဘလောက်ကြီးတယ်တဲ့လေအေးဆင်လေပင်လောက်ရှိတယ်ပိုးလောက်ကောင်ကြီးတွေဘေးသတ်တယ်နှုတ်သီးကလည်းပဲအဖျားလို့ချွန်ထက်တယ်အဲ့ဒီအဖျားလို့ချွန်ထက်တဲ့ဆင်လေပင်လောက်ရှိတယ်ပိုးလောက်ကောင်ကြီးတွေကကြလာတဲ့ငရဲသားကိုတဲ့ဖောက်ဖောက်ပြီးတော့စားတာအယိုးပါကောအောင်စားတယ်တဲ့ဘာပါကောအောင်စားလဲအေးအဲ့ဒီမစင်တွင်ကြီးထဲမှာပရိသတ်တွေရေလောက်တေးကြိုက်စားတာခံနေရတာအကုသိုလ်ကမကုံမချင်းနဲ့အကုသိုလ်ကကုံပြီဆိုရင်တော့ပရိသတ်တွေသွားပြီအောင်တော့ရှေ့ငရဲကိုအဲ့ဒီငရဲမှာအကုသိုလ်ကကုံနဲ့ကြံလေးသွားရှေ့ငရဲပဲတဲ့အဲ့ဒီငရဲအခုဘုန်းကြီးပြောခဲ့တဲ့ငရဲကိုဘင်ပုတ်ငရဲလို့ခေါ်တယ်ဘာငရဲလို့ခေါ်လဲကဲဆိုလိုက်ပါဒုက္ခထံတိအဝိဇ္ဇီကြီးမှာလွမြောက်လာတဲ့ငရဲသားတွေအကုသိုလ်ကံကြံကကျွင်းတော့ဘင်ပုတ်အတွင်းဆင်းရပေအယိုးပါမကြအောင်ပိုလောင်များကထိုးကြစိတ်ကြစားကြပေကဲပါယူပါဩဃာဟဲ့လို့ဒီအဖြစ်ကလွန်ဆိုပေအဲ့ဒါကြောင့်အကုသိုလ်များရှောင်ကရှာနေသွားနိုင်ပါစေကိုယ်တို့ပြည်သားပေါင်းတော်ကောင်းတို့အကုသိုလ်ရှောင်နိုင်ကြပါစေနောက်ငရဲကုကြတိပါပါရိအာရိယတိတိကုတ်ကူလောပါပကာရီမကောင်းမှုကိုပြုလေရှိသောသူတို့သည်ကုကြတိအာရိယတိယူအေဣတိထို့ကြောင့်ကုတ်ကူလောကုတ်ကူလငရဲမီဝါပြာဘူးငရဲမီတယ်လို့တထဗံကောင်းစွာမသွေမသာတိုင်ပါပေပြီတကားဘင်ပုတ်ငရဲကနေလွတ်လာတဲ့ငရဲသူငရဲသားဟာဘေးသားရေအဲ့ဒီဘင်ပုတ်ငရဲနဲ့တစ်ဆက်ဆက်တဲ့ဖြစ်နေတဲ့ပြာဘူးငရဲကိုသွားရတယ်တဲ့ဘာငရဲတဲ့လဲပြာဘူးငရဲကိုပြေးသွားရတဲ့အပေါ်ကပြာတွေဖုံနာတာအောက်မှာအလွန်ကိုပူသောမိကြီးခဲတွေတဲ့အဲ့ဒီမိကြီးခဲတွေဘောကိုကြလဲကြသွားရောပြာဘူးတွေကဖုံလိုက်ရောအဲ့ဒီလိုဥပမာဘာပေးတာတော့ဆိုရင်အလွန်ပူနေတဲ့တန်တယ်အိုးတဲ့ကိုနှမ်းစီလေးတစ်စိချပြီးတော့ကျောင်းမလေးနဲ့ခိုးမတီမွေလိုက်ခဏလေးလောင်ကျွမ်းသွားသလိုပဲတဲ့
အဲ့ဒီတိုင်းမဲ့တဲ့ဘေးတတ်တွေအဲ့ဒီပြာဘူးငရဲမှာခံရတဲ့သူဟာလည်းပဲမိကြီးခဲတွေကြားထဲမှာပြာဘူးတွေဖုံးပြီးတော့မဲကျုပ်ပြီးတော့လောင်ကျွမ်းသွားတယ်အကုသိုလ်ကံကုန်ရင်အဲ့ဒီငရဲမှာခံရတဲ့အကုသိုလ်ကံကုန်ရင်ရှေ့ငရဲကံကိုသွားမကုန်သေးရင်အဲ့ဒီမှာပဲလူပြန်ဖြစ်အဲ့ဒီတိုင်းပြန်ခံတဲ့ပုတိကူတာပမုဒ္ဓာမိအမုဒ္ဓသေသပါပြီနော်ပေဇန္တိကုတ်ကူလေအုံနေတတ်သေးဝသမဏန္တရေပုတိကူတာပိုးလောက်တွေကျွမ်းပုံနံလွှမ်းလျက်သိုးသွမ်းပြီးခြင်းပင်ပုတ်တွေမှာပမုဒ္ဓာဘိကံအလျောစွာလွတ်မြောက်ရပါတော်လိဒေသပါဘိနောအကုသိုလ်ကံအကြံအကျွင့်မကင်းသေးတော့သူတို့သည်အမုဒ္ဓာအပြီးအပြမလွတ်လပ်ကြကုန်ပဲတတ်သေးဝထိုပိုးလောက်ကြိုက်ခဲပင်ပုတ်ငရဲ၌သာလျင်သမဏန္တရေအကွက်အလားဆက်ဆက်တည်သောကုတ်ကူလေအုံနေလွန်မင်းပြင်းပြပူလောင်လာသည်အောက်ကမိခဲပြဘူးငရဲ၌ပစ္စံတိကြလျင်စုပ်စုပ်ကိုလုံးမြုပ်လျက်မလုံသာမရှက်သာကျဲရှာရလေကုန်ပြီတကားပရိသတ်ရဲ့အဲ့ဒီပြဘူးတော့ငရဲကနေပြီးတော့အကုသိုလ်ကမကုန်သေးရင်ရှေ့မှာသွားခံအောင်တဲ့လက်ပံတော်ငရဲတဲ့ဘာငရဲတဲ့လေလက်ပံတော်ကြီးတဲ့ပရိသတ်တွေဘွားကနေဆိုတော့ဦးကြီးတဲ့ပတ်ပေါ်တော့ဥယျင်တက်တော့အရေးအာဝါဒတွေနဲ့ဆိုတော့ဟာဒီနေရာတဲကောင်းတာပဲဘယ်သူမှမတွေ့သေးဘူးလေတော့ဦးကြီးတဲ့ကိုရောက်သွားတယ်လို့ခံစားရတာကိုကံကြမ္မာကလှည့်စားထားတာတဲ့ဘာကလှည့်စားထားတာတဲ့လေတိတ်ကြောက်စရာကောင်းတယ်ပရိသတ်ရေဒါကြောင့်ရှေ့တုန်းကဆရာကြီးများပြောတဲ့စကားတစ်ခုရှိတယ်လူမုံမာကိုမကြောက်နဲ့ကံမုံမာကိုကြောက်တဲ့ဘာတဲ့လဲပြန်ပြောစမ်းလူမုံမာကိုကြောက်တယ်ကံမုံမာကိုကြောက်လူတယောက်ကိုမုံနေရင်အဲ့ဒီလူကိုခြေသလုံးဖက်ပြီးတော့သွားတောင်းမှရင်ကျင့်နိုင်သေးတယ်ဟုတ်တယ်မဟုတ်လားကျွန်တော်မှားပါတယ်ဗျာကျွန်တော်ခွန်းလို့ပါခင်ဗျာဆိုပြီးတော့ငိုယိုပြီးတော့လက်အုပ်ချီပြီးတော့ခြေသလုံးဖက်ပြီးတော့သွားတောင်းမှရင်လူအချင်းချင်းကစိတ်ပြေးနိုင်တယ်ပြေးနိုင်လားမပြေးနိုင်ဘူးလားလူမုံမာကိုမကြောက်ပါနဲ့ကံမုံမာကိုကြောက်ဗာမုံမာကိုကြောက်အခုကံကကိုမုံပြီမုံတဲ့အခါကျတော့လှည့်စားပေးလိုက်တယ်ဘေးတိုက်လက်ပံတော်ငရဲတဲ့ဟာတက်တော်ကြီးစိမ့်လန်းဆိုပြေးနေတာပဲတခါတည်းဟာတော်ပဲငါဟိုဘက်ငရဲကခံပြီးတာတော်ပဲဒီတော့ဦးတဲ့ခဏနာအောင်မဲလို့ထိုင်လဲကောဘေးတိုက်ဝုံဆိုလက်ပံတော်ကြီးတစ်ခုလုံးမိထလောင်နေတဲ့တော့ကြီးတစ်ခုလုံးပါဖြစ်တယ်တဲ့လေမိတွေထားလောင်နေဟဲ့တော်မီကြီးလောင်နေဆိုပြီးတော့လန့်ပြန်ပြီးတော့ဟိုကြီးဒီကြီးကြီးနေတော့တော်တဲ့ကခွင်းနဲ့ကြီးတွေထွက်လာတယ်တဲ့တော်တဲ့ကဘာတွေထွက်လာတယ်အဲ့ဒီခွင်းနဲ့ကြီးတွေရဲ့နောက်မှာယမရောယမကလို့ခေါ်တဲ့ငရဲဒိန်ကြီးတွေပါလာတယ်ငရဲဒိန်ကြီးတွေကလာခွင်းနဲ့ကြီးတွေကလိုက်ဆွဲဝိုင်းဆွဲရောဝိုင်းဆွဲတော့ဘေးသားရဲ့နီးစားရတစ်ပင်ပေါ်တက်ပြေးတယ်တစ်ပင်ကလက်ပံပင်နဲ့ဘာပင်နဲ့လဲလက်ပံပင်မှာဆူးတွေကအောက်ကိုဇောက်ထိုးဖြစ်နေတယ်တဲ့လက်ပံပင်ပင်စီမှာဆူးတွေရှိတယ်တဲ့လက်ပံပင်ပင်စီမှာဘာရှိတယ်အဲ့ဒီဆူးတွေကအမတန်ချွန်တက်တဲ့ဆူးတွေဘုန်းကြီးတို့ဘေးသားအောက်ကိုစိုက်နေတဲ့ဆူးတွေကခွနဲ့ကြီးတွေကကိုက်ပြီးလက်ပံပင်ပေါ်တက်ပြီးတော့ဆူးတွေနဲ့ဖိုက်တွေနဲ့ချစ်ပြီးတော့တခါတည်းတကိုယ်လုံးစုပ်ပြတ်တတ်နေတာတက်သွားတယ်လက်ပံပင်ထိပ်ဖြားရောက်သွားတယ်ထိပ်ဖြားရောက်တော့ရှိတဲ့ပေါက်ပြဲနေတဲ့သွေးတွေကိုဟိုသုတ်တုပ်ရင်လုံနေတုံးမှဘုန်းကြီးတို့ပြေးသားကြီးသိန်းစွန်ငှက်ကြီးတွေရောက်လာတယ်တဲ့ဘာတွေရောက်လာတယ်လဲအကုသို့ကန့်ဘုန်းကြီးတို့ပြေးသားကြီးသိန်းစွန်ငှက်ကြီးတွေရောက်လာပြီးတော့ဓကိုလုံးအဲ့ဒီမှာလာပြီးတော့စိတ်တော့တာပဲစိတ်လဲစိတ်ရောဟာဒီမှာနေလို့မဖြစ်ဘူးသိန်းစွန်ငှက်ကြီးတွေငါအသားတွေစိတ်တယ်ဆိုပြီးတော့လက်ပံပင်ပေါ်ကနေပြီးတော့အောက်ကိုပြန်လဲဆင်းရောခုနတုန်းကလက်ပံဆူးတွေကအပေါ်ကိုပြန်ထောင်နေတယ်ဒီကအကုသို့ကံများဘလောက်ကြောက်เสียကောင်းတော့ဆိုအဲ့ဒီဆူးတွေဆူးခံပြီးတော့ဆင်းအောက်ခြေသားလဲရောက်ကောခွနဲ့ကြီးတွေကပြန်ကြိုက်တယ်တဲ့အောက်ကငရဲသားတွေကငရဲဒိန်းတွေကတန်ညွန်နေနဲ့ထိုးတင်နေတဲ့ပေါ်ပြန်တက်กว่าလို့ဆိုတယ်အဲ့ဒါနဲ့ဘွေတို့ပြေးတိုင်းအပေါ်လဲပြန်တက်ကောလက်ပံဆူးတွေကအောက်ပြန်ကြိုက်နေပြန်နေတဲ့ဟာအဲ့ဒီလိုအပေါ်တက်လိုက်အောက်ဆင်းလိုက်အပေါ်တက်လိုက်အောက်ဆင်းလိုက်နဲ့အကုသို့ကံမကုန်မချင်းခံနေရတဲ့ငရဲကိုဘ
ဘုန်းကြီးတို့ပရိသတ်ရေလက်ပံတော်ငရဲလို့ခေါ်တယ်။ဘာငရဲလို့ခေါ်တယ်လေ။ကုတ်ကူလုံနာပမုဒ္ဒာမိအမုဒ္ဒသေသပါပြီနော်။ပင်စံဤသိမ္ပလီဓာယေတတေဝသမနန္တရေကုတ်ကူလုံနော်လွန်မင်းပြင်းပြပူလောင်လာသည့်အောက်ကမိခဲ့ပြဘူးငရဲမှာပမုဒ္ဒာမိကံအားလျော်စွာလွတ်မြောက်ရပါကုန်တော်လိသေသပါပြီနော်အကုသိုလ်ကံအကြံအကျွင့်မကင်းသေးသောသူတို့သည်အမုဒ္ဒအပိအပြမလွတ်ကြကုန်ပဲတတေဝထိုပူလောင်ထံသည်ပြဘူးငရဲဤပြဘူးငရဲဤသာလျှင်သမနန္တရေအကွက်မလဆက်ဆံလျက်တည်သောအကွက်မလဆက်ဆံလျက်တည်သောသိမ္ပလီဓာယေယူဇနာမျက်မှောက်မိလျံတောက်သည်ထအောက်မကြံပင်လက်ပံပေါ်ငရဲတော်၌ပစ္စံတိအမြဲနှိမ့်ဆက်တပ်ပုတ်ချက်ကြောင့်တဲ့ခါကြကြရရှာလေကုန်တော်တည်းဂိုင်းမေတ္တာရေလက်ပံတော်ငရဲမှာအကုသိုလ်ကံကုန်သွားပြီဆိုရင်ဟိုဘက်ငရဲကိုသွားတဲ့အဲ့ဒီငရဲကတန်လျက်ရွက်တော်ငရဲတဲ့ဘာငရဲတဲ့လေနံပါတ်၄ငရဲနံပါတ်ဘယ်လောက်လဲငရဲ8ခုငရဲငယ်5ခုအခုဘုန်းကြီးပြောသွားတာငရဲငယ်5ခုမှာဘယ်နှခုပြီးသွားပြီလဲအခု4ခုပြောမယ်လေနော်နံပါတ်1ဘုန်းကြီးတို့ပြေးတာပြီးသွားတာဘာငရဲလဲဘင်ဘုံငရဲဘာငရဲလဲနံပါတ်2ကပြာဘူးငရဲဘာငရဲလဲနံပါတ်3ကလက်ပံတော်ငရဲဘာငရဲလဲနံပါတ်4ကတန်လျက်ရွက်တော်ငရဲတဲ့ဘာငရဲတဲ့လေနံပါတ်5ကကျိန်ပိုက်ချောင်းတဲ့နံပါတ်5ကဘာလဲလေကိုအောင်တော့ပြောလိုက်တော့မယ်ဟုတ်လားပြေးသားရေကိုအောင်တော့ပြောလိုက်တော့မယ်အဲ့တော့ဘုန်းကြီးတို့တန်လျက်ရွက်တော်ငရဲဆိုတော့သူလည်းကံကြမ္မာလှည့်သားတာပဲတဲ့ပြေးသားရေတောအုပ်ကြီးပဲတဲ့စိတ်လန်းဆိုပြေပြီးတော့အတိအရွက်အခက်တင်နေပြည့်စုံตายရတဲ့တောအုပ်ကြီးတွင်ရောက်သွားရောတဲ့ရောက်သွားတဲ့အခါကျတော့ဘေးသားရေဩဒီတော့တဲ့ငါခဏနားမယ်လို့ဆိုပြီးတော့နားနေတော့မှအာကုသိုလ်ကံကြောင့်လေပြင်းမုန်တိုင်းတိုက်တယ်တဲ့အာကုသိုလ်ကံကြောင့်ဗာတိုက်လေပြင်းမုန်တိုင်းတိုက်တော့တိရွက်တွေကျွေးလာတယ်ဗာတွေကျွေးလာတိရွက်အစိမ့်တွေကျွေးကြလာဟာလေတွေတိုက်တယ်လေတွေတိုက်တယ်လေတွေတိုက်တယ်ဆိုကြည်နေနဲ့အပေါ်ကတိရွက်တွေကျွေးကြလာဟောမော့ကြည့်နေတယ်ဟာတိရွက်တွေကျွေးလာတယ်မပြေးဘူးလေတစ်ရွက်ပဲမြင်ရတာဟုတ်အဲ့ဒီတစ်ရွက်တွေကြည်နေတော့တစ်ပင်မော်ကကျွေလာတော့ကတစ်ရွက်တွေတဲ့ကိုခေါင်းသားကိုရောက်ခါနီ1000လောက်လို့လဲလို့ကတန်လျက်တွေဖြစ်ကုန်တယ်တဲ့ဘာတွေဖြစ်ကုန်တယ်တဲ့တန်လျက်တွေဖြစ်ကုန်ပြီးတော့ပရိသတ်တွေခေါင်းမောပခုံးမောဖိုက်တွေပေါ့တစ်ရွက်ထိတဲ့နေရာမှာလည်းအကုန်တန်လျက်ပဲတန်လျက်တွေနဲ့ဘေးကနေပြီးတော့ဝိုင်းထိုးနေတဲ့ပုံတရံအတိုင်းခံစားပြီးတော့နေရတယ်တဲ့ဟာဒီတစ်ပင်ဘောကတန်လျက်တွေကြမပြေဘူးဟိုတစ်ပင်အောက်ပြောင်းသွားတယ်ဟိုတစ်ပင်အောက်ပြောင်းသွားတယ်လေမုန်တိုင်းတိုက်တာပဲတိုက်ပြီးတော့တစ်ရွက်တွေကျွေကြလာတယ်ကြည့်နေတစ်ရွက်ပဲအနားလဲရောက်လို့ရပါတန်လျက်တွေဖြစ်ကုန်တာပဲတဲ့ဘိန်းတို့ပြေးတာတန်လျက်မြင်ဘူးလားပွဲတွေထဲမှာရှင်မင်းနေကြိုင်တာမတွေ့ဘူးလားလို့အဲ့ဒါပါလေမူတော်မတော်များဆိုပြီးတော့လေတန်လျက်ကြီးကြိုင်တာတွေ့ဘူးတယ်မို့လားထိတ်ကအချွန်နဲ့ထိတ်ကဘာနဲ့လဲပရေးသား1000လောက်ရှိမယ်ထင်တယ်နောက်ကအယိုးပါတယ်ပါဒလားမပါဘူးလားအဲ့ဒီတန်လျက်ကိုဇောက်ထိုးပြစ်ချတာကိုကောင်းမကိုပြစ်ချကြည့်ပါလားလို့ဘလောက်နာမတော့ဆိုတာအဲ့ဒါဘယ်တစ်ပင်အောက်သွားတတော်လုံးဘိန်းတို့ပရေးသားကြီးတန်လျက်တွေဖြစ်ကုန်တယ်တစ်ရွက်တွေကအဲ့ဒါကြောင့်မို့လို့အဲ့ဒီငရဲကိုတန်လျက်ရွက်တော်ငရဲတဲ့ဘာငရဲတဲ့လေသိမ္ပါလိမ္မာပမုဒ္ဒာမိအမုဒ္ဒသေသပါပြီနော်ပပိဇန္တိအတိပတ္တိတတေဝသမနန္တရေသိမ္ပါလိမ္မာယူဒနာမျက်မှောက်မိလျံတောက်သည်ထအောင်မကြံပင်လက်ပံပေါ်ငရဲတော်မှာပမုဒ္ဒာပိကံအားလျော်စွာလွတ်မြောက်ရပါကုန်တော်လိသေသပါပြီနော်အကုသိုလ်ကံအကြံအကျွင့်မကင်းသေးသောသူတို့သည်အမုဒ္ဒအပြည့်အပြမလွတ်ကြကုန်ပဲတတေဝထိုလက်ပံမင်ပေါ်ငရဲတော်ဤသာလျင်သမနန္တရေအကွက်မလဆက်ဆံလျက်တည်သောအတိပါတိဓာတံလည်းရဲ့ပမာထက်သည်
အရွက်တွေပေါ်တောဤတပွဲငရဲငယ်၌ပပိဇံတိလွန်မင်းပြင်းထန်ဆူရှာခံ၍နိယမသွေကြကြရရှာလေကုန်သောတည်းပရိသတ်ရေနောက်ဆုံးငရဲကကြိမ်ပိုက်ချောင်းငရဲတယ်။ဘာငရဲတယ်လဲ။တန်လျက်ရွက်တော့ငရဲမှာဘုန်းကြီးတို့ပရိသတ်ခံပြီးတဲ့နောက်မှာတဲ့ကံမကုန်သေးရင်လေသူနဲ့တစ်ဆက်တည်းဖြစ်နေတဲ့ကြိမ်ပိုက်ချောင်းငရဲတဲ့။ဘာငရဲကြိမ်ပိုက်ချောင်းငရဲကိုဝတ္တရဏီငရဲလို့လဲဒီလိုခေါ်ပါတယ်တဲ့။တိမ်ပိုက်ချောင်းငရဲဟာချောင်းလေးတစ်ခုပြေးတာတူတူပြောလိုက်ကြစို့အဲ့ဒီချောင်းကိုဘက်ကန်းဒီဘက်ကန်းမှာမြက်တွေပေါက်နေတယ်တဲ့ဘာတွေပေါက်နေတယ်တဲ့အဲ့ဒီမြက်တွေဟာဘုန်းကြီးတို့ပြေးတာသွားမထိနဲ့ထိရင်တင်တုံးသားတဲ့ကိုထက်တယ်တဲ့ဘာသားတဲ့ထက်တယ်တဲ့လေဘုန်းကြီးတွေကောင်းရတာတင်တုံးသားမြင်မှုတယ်မဟုတ်လားအခုတော့ခေပြောင်းသွားတယ်ဘုန်းကြီးတွေလည်းတင်တုံးသားနဲ့မြင်ပရိဒာနဲ့ခါအတူတူပဲပရိဒာနဲ့ထက်တာပဲမထက်ဘူးလားပြေးတာအဲ့ဒီမြေချောင်းကန်းနှစ်ဖူးဟိုဘက်ပဲဒီဘက်ပဲနှစ်ဖက်လုံးမှာမြက်တွေအဲ့ဒီမြက်တွေကပရိဓာတွေထောင်ထားတယ်လို့ပဲတဲ့အဲ့ဒါနဲ့ခုနငရဲခံမဲ့လူကအဲ့ဒီနာဘွေးတို့ပြေးသားရင်ဘွားကနေသွားပေါ်တော့ဟာချောင်းလေးအထက်မှာလဲကြာတွေနဲ့တဲ့ကြာတွေပေါက်နေတာဘာတွေပေါက်နေတာပြေးသားကံကြမ္မာကလှည့်သားထားတာအဲ့ဒါကြာတွေပေါက်နေတော့ဟာမောမောပန်းပန်းနဲ့ဟိုဘက်ငရဲကန်းကထွက်လာတာဟုတ်မောမောပန်းပန်းနဲ့ဆိုတော့ငါသွားပြီးတော့အမှရေသားအောင်မှဆိုပြီးတော့အဲ့ဒီလိုအဲ့ဒီနာကိုပြေးသွားနေတော့ရှိတဲ့ပြေးသားရင်ယမရောယမကလို့ခေါ်တဲ့ငရဲတင်းကြီးတွေပေါ်လာတာပဲတဲ့ပေါ်လာပြီးတော့ဘာမှပြောနေလက်ထဲမှာတန်ချိတ်တွေပါလာတယ်တဲ့ဘာတွေပါလာတယ်တဲ့တန်ချိတ်နဲ့လေဘင်းကိုဖောက်ပြီးတော့ချိတ်လိုက်တာချိတ်ပြီးတော့တရွတ်တိုက်ဆွဲသွားတာတရွတ်တိုက်ဆွဲသွားတဲ့အခါကျတော့ချောင်းကန်းနာရောက်ခံဒီမှာတင်နှုံးထားကဲ့သို့ထက်သောမြက်တွေရှိလားမရှိဘူးလားအဲ့ဒီမြက်တော်ထဲမှာဆွဲသွားတဲ့အခါကျတော့တခါတည်းမြက်တွေရှာပြီးတော့ခန္ဓာကိုယ်ကတခါတည်းဓာတ်တွေရှာထားတဲ့အလိုမွတ်ညိတာပဲတခါတကူလုံးကငါများမှွန်းနာတယ်လို့ပဲတဲ့အမလေးကြောက်လာပါပြီကဲပါယူပါတသားသားနဲ့မရဘူးအတင်းဆွဲချသွားတာအတင်းဆွဲချသွားပြီးတော့ဘိန်းတို့ပရိသတ်ကြီးဒီလောက်တောင်ရေတောက်ချင်တဲ့ကောင်ဆင်းကွဆိုပြီးတော့အဲ့ဒီမှာကန်ထဲကိုပြစ်ချတယ်တဲ့အဲ့ဒီခုနတော့ကထောင်းထဲကိုပေါ့အဲ့ဒီချောင်းထဲကရေတွေကဆန်းငံရေတွေတဲ့ဘာတွေလဲပရိသတ်ကြီးဆန်းငံရေအပြင်ကိုရေဘူးတွေတဲ့ဘာတွေတဲ့ပွက်ပွက်ဆူနေတဲ့ရေဘူးတွေတဲ့အဲ့ဒီငရဲခံရတဲ့ဒုက္ခကိုခဏလက်တွေ့ဆန်းရင်လွယ်လွယ်လေးဘုန်းကြီးတို့ပရိသတ်ကြီးလက်ညှိုးထိတ်လေးကိုပရိဓာတွေနဲ့လှီးလိုက်လက်ညှိုးထိတ်ကိုဘာနဲ့လှီးမလဲနောက်ပြီးအိမ်ပြန်ရောက်ရင်စမ်းကြည့်စမ်းရေနွေးပွက်ပွက်ဆူနေတဲ့ရေနွေးတွေကိုစားပြော်ထက်ပွက်ပွက်ဆူနေတဲ့တွေကိုဘာပြော်တယ်မလဲအဲ့ဒီတဲ့ကိုလက်ညှိုးနှစ်ချကြည့်စမ်းဘယ်နဲ့နေမလဲပူလဲပူစားလဲစားအမလေးနဲ့လက်ဖြားတော့ခါသွားအောင်မယ်ဒါလက်ညှိုးထိတ်လေးတွေစမ်းကြည့်တာဟုတ်လားပရိသတ်ကြီးဟိုမှာတကူလုံးဓာတ်တွေနဲ့မှွန်းသားတယ်လို့ပဲမျက်တွေကရှာတာအဲ့ဒီခံရတဲ့ငရဲဟာဘုန်းကြီးတို့ပြေးသားအဲ့ဒါကြိမ်ပိုက်ချောင်းငရဲတဲ့ဘာငရဲတဲ့လဲအဲ့ဒီကြိမ်ပိုက်ချောင်းငရဲကနေပြီးတော့ဘုန်းကြီးတို့ပြေးသားရင်ခံပြီးလို့အကုသိုလ်ကံကုန်ပြီလားကုန်ပြီကိုင်းသွားပြီအောင်တော့တိဋ္ဌံဘုံတဲ့ဘယ်ဘုံနဲ့လဲကဲအဲ့ဒါကြောင့်အပေတစ်ခေါက်ရောက်သွားရင်ပြန်တက်လာဖို့မလွယ်ဘူးဆိုတာအဲ့ဒါပဲဘုန်းကြီးတို့ပြေးသားရေဒါကြောင့်မို့လို့အတိပတ္တာပမုဒ္ဒပိအမုဒ္ဒသေတပါပိနောပပိစန္တိပပစန္တိခါရောတကေတတေဝသမနန္တရေအတိပတ္တာဓာတံလည်းရဲ့ပမာထက်တိအရွက်တေပေါ်တောဤတပွဲငရဲငယ်မှပမုဒ္ဒပိကံအားလျောစွာလွတ်မြောက်၍လာရပါကုန်တော်လည်းပဲသေတပါပိနောအကုသိုလ်ကံအကြံအကျွေးမကင်းသေးသောသူတို့သည်အမုဒ္ဒအပြည့်အပြည့်မလွတ်လပ်ကြကုန်ပဲသတ္တေဝထောတန်လျက်ပေါ်ငရဲတို့ဤသာလျက်သမနန္တရေအကွက်မလဆက်ဆံလျက်တည်သောခါရောတကေကျိန်ဆူရေယံစခန်းငံသည်တန်ရီဘူးလောင်းမြင့်ငယ်ချောင်း၌ပပိဇံတိမျောလျက်စုံစံတက်သွားလိုက်ငရဲခံလိုက်ပြန်ဆင်းလာလိုက်အဲ့ဒီချောင်းထဲမှာမျောလျက်စုံစံစူးရှာခံ၍နိယမသွေကြကြရလေကုန်ပြီတကား
gain ဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များယခုငရဲကြီးရှစ်ထနဲ့ငရဲငယ်၅ခုခေါ်လို့ပြီးသွားပါပြီအဲ့ဒီငရဲတွေကိုဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့မကြရောက်ချင်ဘူးဆိုရင်လောက်ရမယ်ကုသိုလ်လေးတွေဘုန်းကြီးပြောခဲ့မယ်။ကိုင်လိုက်ဆိုစမ်းမှာတိတရဏငါသီလမဲချသာယေတံ15ရက်ဆွမ်းဝါသင်္ကန်းလူရန်တောက်ရေကံကြောင်းလူတဝနိဗ္ဗာဒပုံညာရှိသူမှန်သောတာလိုပဲဂရိမြဲသူလည်းပယ်မပြန်အပယ်မသွားချောင်းအပယ်တားချောင်းကုသိုလ်ကောင်းမှုတွေရှိတယ်တိတရဏတဲ့တရဏဂုံ၃ပါးမြဲရမယ်တရဏဂုံဘယ်နှပါးလဲမနေ့မိုးလင်းလာတာနဲ့ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာအလုတ်သွားလဲတရဏဂုံနဲ့အိယာဝင်လဲတရဏဂုံနဲ့အိယာထလဲတရဏဂုံနဲ့တရဏဂုံမမေ့ရဘူးတဲ့တရဏဂုံကိုဗါတဲ့တဲ့ဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေကတရဏဂုံဆောက်တည်တာကသီလယူမှာပဲဘုန်းကြီးကတိုင်ပေးမှာပဲဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိကိုယ့်အကိုလည်းတရဏဂုံတင်ရတယ်ကိုယ့်အကိုဘာလုပ်ရလဲရင်ထဲမှာတင်တာတရဏဂုံအမြဲတမ်းဆိုရတယ်တိတရဏတဲ့နောက်တစ်ခုငါးသီလ၅ပါးသီလဘယ်နှပါးသီလလဲသူများတဲ့မသားနဲ့သူပစ္စည်းမခိုးနဲ့သူသားမရမစော်ကားနဲ့လိမ်မပြောနဲ့အရက်မတောင်းနဲ့၅ပါးသီလမြဲရင်အပေတကားပိတ်တယ်မသွားဘူးသောတာပန်လိုပဲတဲ့မသွားခြင်းရင်ဘုရားကပြောခဲ့ပြီးသားတရဏဂုံမြဲရမယ်၅ပါးသီလမြဲရမယ်နှစ်ချက်ရှိသွားပြီဘယ်နှချက်ရှိသွားပြီလဲတိတရဏ၅သီလနံပါတ်3မဲချစာရေးတံနဲ့ဗါတယ်လဲပရိသတ်စာရေးတံမဲလှူပေးတဲ့ဗာမဲတဲ့လေစာရေးတံမဲဆိုတာသိလားဘုန်းကြီးတွေမဲလိုက်နိုင်တာလေဟုတ်တယ်မဟုတ်လားပေါက်ရင်သင်္ကန်းပေါက်ရင်သင်္ကန်းပေါ့ဒီလိုမဟုတ်လားအဲ့ဒါစာရေးတံမဲလှူပေးတဲ့တိတရဏ၅သီလမဲချစာရေးတံ15ရက်ဆွမ်းဗါတယ်လေ15ရက်တစ်ကြိမ်15ရက်တစ်ကြိမ်တန်ဃာတွေကိုပုံမှန်လာပြီလာကွယ်ဆွမ်းလောင်းပြီတဲ့15ရက်ဆွမ်းနောက်တစ်ခုကဝါသင်္ကန်းဗါတယ်လေဝါတို့သင်္ကန်းလှူပေးတဲ့ဗါသင်္ကန်းလှူရမှာတဲ့15ရက်ဆွမ်းဝါသင်္ကန်းလှူဒန်းတောက်ရီကံတဲ့တောက်ရီ3ရီထဲ့ဖို့လို့ကံနေဆောက်လှူပေးတဲ့တောက်ရီကံလှူတဲ့ဗါရီလှူရမှာတဲ့တောက်ရီကံလှူတဲ့လှူဒန်းတောက်ရီကံကျောင်းလှူတဝကျောင်းဆောက်လှူတဲ့ဗါတယ်လေပရိသတ်ကျောင်းလှူတဝနိဗ္ဗာဒပုံညရှိသူမှန်သောတာလိုပဲဂရိမြဲသူလည်းပဲမပြန်အပေတကားပိတ်ကျောင်းကုသိုလ်ဘယ်နှမျိုးလဲဟောတိတရဏ၅သီလမဲချစာရေးတံ15ရက်ဆွမ်းဝါသင်္ကန်းလှူဒန်းတောက်ရေကံကျောင်းလှူတဝနိဗ္ဗာဒပုံညရှိသူမှန်သောတာလိုပဲဂရိမြဲသူလည်းပဲမပြန်ကုသိုလ်ဘယ်နှမျိုးလဲ9မျိုးဘယ်နှမျိုးလဲနိဗ္ဗာဒကျောင်းလူတဝနိဗ္ဗာဒကျောင်းလဲလှူပေးတယ်ဘာလှူရမှာလဲကဲအခုတမန်ကရွာမှာဆရာတော်ကျောင်းဆောင်မလို့တဲ့ဘာဆောင်မလို့လဲဘုရားသားကြီးညနေကဘုန်းကြီးလိုက်ပြတယ်လိုက်ကြည့်ပါဦးဗျာတဲ့တပည့်တော်ကတရားတိုက်ဖွင့်နေတာတဲ့တရားတိုက်ဖွင့်ရင်တော့အဆောက်အဦပြည့်စုံမှဘာပြည့်စုံမှလဲဘုရားသားကြီးယောဂီတောင်တွေအမျိုးသားတောင်အမျိုးသမီးတောင်လေးတွေဒီလိုသီးသန့်လေးတွေရှိတော့မကောင်းဘူးလားအဲ့ဒါကျောင်းဆောင်မလို့ဆိုပြီးတော့အဲ့ဒါဆရာတော်ကဆိုင်းပြင်းနေတာအပေတကားပိတ်ကျောင်းကုသိုလ်ကောင်းမှုထဲမှာဘုရားတိုက်ကျောင်းကုသိုလ်ပါသလားမပါဘူးလားအဲ့ဒါတတ်နိုင်သလောက်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဆရာတော်ဘုရားကျောင်းဆောက်တဲ့အခါမှာထည့်ပြီးတော့လှူလိုက်ကြလို့ဟုတ်ပြီလားဒါပြောချင်တာဘုန်းကြီးကစောက်မဲ့ကျောင်းကလည်းပဲယောဂီတွေနေဖို့လို့တရားမှတ်ဖို့လို့ဟုတ်တယ်မဟုတ်လားအဲ့တော့တရားမှတ်ဖို့လို့စောက်မဲ့ကျောင်းဆိုတော့ဒီကျောင်းကတကားပိတ်ထားမဲ့ကျောင်းလားနေမဲ့ကျောင်းလားဘယ်သူနေမှာလဲယောဂီတွေနေမှာဘယ်သူနေမှာလဲတန်ခါနေဖို့ဆိုကျောင်းတွေကပြီးပြီးသားဟုတ်တယ်မဟုတ်လားအခုတန်ခါနေဖို့တော့ကျောင်းတွေမရှိဘူးလားရှိတယ်အခုစောက်မဲ့ဆိုတဲ့ကျောင်းကယောဂီနေဖို့လို့ဘယ်သူနေဖို့လို့လဲယောဂီတွေနေဖို့လို့တရားစခန်းကြီးဖွင့်ပြခဲ့ရင်ယောဂီတွေနေဖို့လို့ဆိုရည်ရွယ်ချက်နဲ့စောက်တဲ့ကျောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျောင်းဟာလည်းပဲဘုန်းကြီးတို့ပိဋကရေ
သာသနာတော်မှာတကယ်အသုံးပြုမဲ့ကျောင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတတ်နိုင်တဲ့ပုဂ္ဂိုလ်များကတခန်းတတ်နိုင်တဲ့ပုဂ္ဂိုလ်ကတခန်းယူအမိုးတတ်နိုင်တဲ့ပုဂ္ဂိုလ်အမိုးတာဝန်ယူသူတစ်ချက်ပဲတတ်နိုင်တဲ့တစ်ချက်ပဲတာဝန်ယူဟုတ်လားမေးသားရေအများစုပေါင်းပြီးဆောက်မဲ့ကျောင်းတွေကိုနိုင်တယ်လို့ထည့်ပေးလိုက်ရင်ခုနတုန်းကပြောခဲ့တဲ့ကုသိုလ်9မျိုးထဲမှာကျောင်းကုသိုလ်ပါလားမပါဘူးလားအပေတကားပိတ်စေနိုင်တယ်တဲ့သောတာလိုပဲဂတိမြဲသူလည်းပဲ့မပြန်တဲ့အဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒီနေ့ညဘုန်းကြီးတို့အပယ်၄ပါးရှိတဲ့တဲမှာအခုတစ်ပါးတည်းပြောသွားတာအပယ်ဘယ်နှပါးရှိလဲအပယ်၄ပါးတော့ဘယ်နှပါးပြောသွားတာလဲငရဲအကြောင်းပဲပြောသွားတာဟုတ်တယ်မဟုတ်လားတိရစ္ဆာန်ကြံသေးတယ်ပိဋ္ဌာကြံသေးတယ်အတုတကယ်ကြံသေးတယ်ဟောရင်နောက်ထပ်4နာရီလောက်ဟောရမယ်ဘယ်နာရီဟောရမလဲတော်ပြီမဟောတော့ဘူးငရဲအကြောင်းသိရင်တော်ပြီကျန်တာတွေကနည်းနည်းတော်လို့ဟုတ်တယ်မဟုတ်လားပိဋ္ဌာဆိုမကျွတ်မလွတ်တဲ့တစ်ထည်တည်းဖြစ်နေရင်အိမ်သားလာပြီးတော့အတန်ပလန်လေးပေးလို့အိမ်ကို6လိုက်လို့ရှိရင်ဒါတို့တတိယပြီးတော့ဘုန်းကြီးပြင်ပြီးတော့ဆွတ်ကပ်ပေးရင်ဒါလွတ်နိုင်တယ်လွတ်နိုင်လားမလွတ်နိုင်ဘူးလားတဲ့တိရစ္ဆာန်ဆိုတော့လည်းပဲခွေးဆိုတော့တချို့ခွေးကုသိုလ်ကကောင်းတဲ့ခွေးတွေရှိတယ်ရှိသလားမရှိဘူးလားခွေးကြီးထိုးပေးရတာနဲ့ခွေးအမွေးတန်ရှင်းလုပ်ပေးရတာနဲ့ခြေထောင်နဲ့သိရတာနဲ့ရံကုန်မှာခွေးတခေးတွေရှိတယ်ရှိသလားမရှိဘူးလားတော်သေးတယ်အဲ့ဒီအကောင်တွေကနည်းနည်းတော်သေးတယ်ပိဋ္ဌာဘဝရောက်သွားလဲပဲအမြဝေလို့ရတဲ့ဝေမာနိကပိဋ္ဌာမျိုးဆိုရင်တော်သေးလို့ဘုန်းကြီးကအဲ့ဒီတို့ဆင်းရဲဒုက္ခတွေတော့ရှိတယ်တို့ဒုက္ခတွေကိုဘုန်းကြီးမပြောတာပိဋ္ဌာတွေဒုက္ခရောက်ပုံတွေရှိတယ်စာပေမှာပြောရင်ရတယ်တော်ပြီတရားရှိသွားမှကြောက်လို့အဲ့တော့ဒီနေ့ညဘုန်းကြီးတို့တရားရှိခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုအပယ်၄ပုံထဲမှာအဆင်းရဲဆုံးပုံကဘယ်ပုံလဲငရဲပုံဘယ်ပုံလဲဘယ်ရသားရဲ့ငရဲမှာဒုက္ခခံရတာတတ်တာရှိသလားအေးဒါကြောင့်မသွားခြင်းရင်ဘုန်းကြီးတို့ပြည်တိုင်းကုသိုလ်9မျိုးလုပ်ပါမသွားခြင်းရင်အဲ့ဒီကုသိုလ်9မျိုးလုပ်ပေးပါနောက်တနည်းပြောမယ်ပြည်တိုင်းအကုသိုလ်ရှောင်ပါဘာရှောင်ရမလဲအေးအကုသိုလ်ရှောင်တော့ကိုလှုပ်ထားပြီးတဲ့အကုသိုလ်ကြတော့ဘုန်းကြီးတို့ပြည်တိုင်းသူများသွားပေးလို့မရဘူးရသလားကဲဆိုကြည့်သားမှာအကုသိုလ်မှာလိုရာမပေးစိတ်မအေးရကိုကတဖန်သူ့ကိုပြန်တာဝန်ယူရမှာအကုသိုလ်မှာလိုရာမပေးစိတ်မအေးရကိုကတဖန်သူ့ကိုပြန်တာဝန်ယူရမှာအကုသိုလ်အလုံးများလုံးမိပြီဆိုရင်ဘုန်းကြီးတို့ပြတဲ့တာဝန်ပြန်ယူရမယ်တဲ့မလုပ်ရမယ်တဲ့အေးဒါကြောင့်မို့လို့ကိုနဲ့ကိုအကြောင်းကိုကောင်းအောင်စီစဉ်ကိုနဲ့ကိုအကြောင်းကိုကောင်းအောင်စီစဉ်ကိုအမှုကိုပြုပြင်တယ်ကိုအမှုကိုပြုပြင်တယ်ကိုတွင်တွင်တရားကိုရှင်နဲ့ကိုသာကိုဆရာမှတ်ကြမှာမှာကိုပြုတဲ့အကုသိုလ်ပင်ကိုပြုတဲ့အကုသိုလ်ပင်ကိုသာပင်ခံစားကိုသမီးကိုသားကိုမယားမကူလားတဲ့ကိုလုပ်တဲ့အကုသိုလ်ကသူတို့ကလာကူပြီးခံမေးမလားခံမေးမလားဘုရားပြောတာအေးဒါကြောင့်မို့လို့ကိုပြုတဲ့အကုသိုလ်ပင်ကိုပင်ခံစားဇနီးမယားသမီးသားစီဝါရှာကျွေးတဲ့နေရာမှာတမန်အာဇီဝါနဲ့ရှာကျွေးပါမကောင်းတဲ့အလုံးနဲ့သွားရှာမကျွေးနဲ့စားတော့တပြုံကြီးခံတော့ကိုတယောက်တည်းစားတော့ဗာလဲဘုရားရဲ့ခံတော့အေးကိုတယောက်တည်းဘုရားတည်းရဲ့ဒါကြောင့်မို့လို့ကိုပြုတဲ့အကုသိုလ်ပင်ကိုသာပင်ခံစားကိုသမီးကိုသားကိုမယားမကူလားကိုသေးခါတယောက်တည်းကိုသာပဲသွားရမည်သာသူတို့လိုက်နိုင်သလားအေးဒါကြောင့်မို့လို့ကိုသေးခါတယောက်တည်းကိုသာပဲသွားရမည်သာခုဘဝလူဖြစ်လာတယ်ခုဘဝလူဖြစ်လာတယ်ရှေ့ကံဟာအကြောင်းခုလူဖြစ်လာတာကုသိုလ်ကံကြောင့်အခုလူဖြစ်လာတာဘာကံကြောင့်လဲခုဘဝလူဖြစ်လာတယ်ရှေ့ကံဟာအကြောင်းကံကောင်းလာလို့အရာတော်ကံကောင်းလာလို့အရာတော်မရှုံးစေနဲ့နော်တဲ့ကံကောင်းလာလို့အရာတော်မရှုံးစေနဲ့နော်နောက်ဘဝအရင်ပေါ်အောင်နောက်ဘဝအရင်ပေါ်အောင်ခုကနော်အာထုတ်ကြလေလို့ရှေ့ကဆရာတော်ကြီးများဆုံးမထားတဲ့တိတ္တကလေးကိုဘုန်းကြီးတို့ပြည်သားကိုရွတ်ပြတာနားထောင်လို့မကောင်းဘူးလားအေးမြောက်ပေးဟုတ်လားတိုင်းတော်ပြင်ပြည်သားတေအခုဘုန်းကြီးပြောခဲ့တဲ့ငရဲခန်းတွေကိုနာကြားပြီးတော့အကုသိုလ်များ
ကြိုးစားပြီးတော့ဆောင်နိုင်ကြပါစေဘုရားမြတ်စွာသာနာတော်ကြီးနဲ့တွေ့နေတဲ့ချိန်လူဘဝကိုရောက်နေတဲ့ချိန်ကာလမှာအလဲမှာနေတော့အပေါ်တက်ကြောင်းကုသိုလ်တရားကောင်းတွေပဲအထောက်ကြပါလို့အောက်ဆဲမဲ့အလုပ်တွေတော့မလုပ်ကြပါနဲ့လို့ကြောက်ကြလန့်ကြပါလို့ငရဲဘေးကြီးကိုမကြောက်ဘူးလားဘယေသားရဲ့မလန့်ဘူးလားအေးကြောက်လန့်ရင်အကုသိုလ်ရှောင်းတို့ဘာရှောင်ရမှာလဲအကုသိုလ်ကြိုးစားပြီးတော့ရှောင်နိုင်ကြပါသည်ကုသိုလ်တရားတွေနဲ့ပြုံးမနိုင်ကြပါစေဆိုတဲ့ဒီမေတ္တာဒီစေတနာဖြင့်ခဏညဟောတော်ဒေဝတုဒ္ဒသုတ်တံကိုမြင်ဉဏ်ပြု၍ငရဲအကြောင်းသိကောင်းစရာတရားပြီးပါပြီဗတ်တရားတယ်လေကဲဆိုလိုက်ပါအကောင်းတကအကောင်းဘယ်ဘဝကောင်းတယ်တရားသိပြီကြဲကြဲလေးဆိုပြီးဘုန်းကြီးအာမနာဟုတ်တို့အကောင်းတကအကောင်းဘယ်ဘဝကောင်းတယ်သာသနာတွေ့ရလူဘဝကောင်းတယ်ဒါနသီလပြုကြလို့ကွယ်နိဗ္ဗာန်စံမြန်းနိုင်ကြတယ်အကောင်းတကအကောင်းဘယ်ဘဝကောင်းတယ်သာသနာတွေ့ရလူဘဝကောင်းတယ်ဒါနသီလပြုကြလို့ကွယ်နိဗ္ဗာန်စံမြန်းနိုင်ကြတယ်သာသနာကြုံရဘုံဘဝလူမှာဆုံးစွာပြုကြကုသလဓမ္မလူဘုံကလွယ်ကုသိုလ်ပွဲဟာပြုမရခုကပြုကြပါသာသနာကြုံရဘုံဘဝလူမှာဆုံးစွာပြုကြကုသလဓမ္မလူဘုံကလွယ်ကုသိုလ်ပွဲဟာပြုမရခုကပြုကြပါလူဘုံကလွဲပြီးတော့ဉာဏ်တဲ့ဘုံတွေမှာကုသိုလ်ကောင်းမှုများလှုပ်ခွင့်ရှိမယ်တော့မထင်နဲ့လို့လှုပ်ခွင့်ရှိတဲ့လူဘဝကြီးမှာကြုံနေတဲ့သာသနာမှာပိဋကတ်တွေကုသိုလ်လုပ်သွားပါဘာလို့သွားရမလဲဒါကြောင့်သာသနာကြုံရဘုံဘဝလူမှာစုံသွားပြုကြကုသလဓမ္မလူဘုံကလွယ်ကုသိုလ်ပွဲဟာပြုမရခုကပြုကြပါလူနေလူစားလူသွားလူလာလူဆိုတာလူနဲ့တန်အောင်လူအလုပ်လုပ်ရတယ်လူနေလူစားလူသွားလူလာလူကြံလူကျင့်လူနဲ့တူပါလူလိုစိတ်ထားအိမ်ညာလူသာလူမှန်ကရောက်ရနေဘူးတာတလူလူတလွင့်လွင့်နဲ့လူဆိုတဲ့နာမည်နဲ့လိုက်အောင်အထက်တဲ့ကြောင်းကုသိုလ်တရားကောင်းတွေနဲ့ပျော်မွေးနိုင်ကြပါစေအဲ့ဒီကုသိုလ်တရားကောင်းတွေကိုစုဆောင်ပြီးတော့ကုသိုလ်ပါရမီများပြည့်တဲ့အခါမှာဘုရားစာကြည်တော်အရိယာသူတော်ကောင်းကြီးများပြောစံရဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုဝင်စားနိုင်ကြပါစေကုန်သောရဲ့လို့ပတ္ထနာအောင်စုပြုနိုင်ကြပါစေကုန်သတည်းဂိုင်ပရိသတ်ရဲ့လိုက်ဆိုလိုက်ပါဤသို့ပြုရာပုံညာကုသိုလ်အဘိုးကိုပင်မွေးမိခင်နဲ့ဖခင်ဆရာညာတကာကတတဝအမြာနတ်တို့အားလည်းရညာပါစေပေမြဝေသည်ညာတွေသာတို့ခေါ်စေသောအလုံးကြာကြာသည်များအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသည်များအမြယူတော်မူကြပါကုန်လောသာဓုသ
Sadu Sadu Alo Jajaraya Amya Yura Ujava Olo Sadu Sadu